ရှင်ကုန်ပြုစကားကြောင့်ချက်ပြုတ်ထားတဲ့ဒီခရမ်းဝိုင်စီစိန်မဲနံယူနဲ့ချက်ပြုတ်ထားတာကိုစားသုံးနိုင်တာဟာဒီဘဝအတွက်နောင်တမရှိတော့ပါဘူး။စွန်တခင်ကြီးအလွန်မင်းချီးကျူးခံရပါပြီ။ကြိုက်နှစ်သက်ရမြည်စမ်းကြည့်ပါစဖို့မူချန်မင်းကမစ်ရှလင်စဖို့မူတယောက်ဖြစ်လာတာနဲ့တောင်းတင်းမှုကိုမသိတော့ဘူးပေါ့ငါ့ကိုတောင်ရင်ဆိုင်ရဲတယ်ပေါ့ငါမင်းကိုတက်ပြစ်မဲ့တောင်းပန်ပါတယ်။စွန်တခင်ကြီးဒါတွေဟာကျွန်တော်ရဲ့အမှားတွေပါစဖို့မူချန်ရဲ့အရေးချင်းကိုကျွန်တော်အထင်လွန်သွားလို့ပါဒီကိစ္စအတွက်ခမားကိုကျွန်တော်တေချာပေါက်တာဝန်ခံပေးပါမယ်ဘလို့တာဝန်ခံပါလဲငါအစာစားခြင်းစိတ်ပြောက်တဲ့ယောဂနော်ရက်ဆီယာဖြစ်ကြတဲ့ကတစ်နှစ်ပတ်လုံးဝဝလင်လင်မစားရတာအတော်ကြာပြီအဲ့ဒီလိုခံစားချက်မျိုးကဘလို့မျိုးလဲဆိုတာသိရလားအဲ့ဒီလိုဆိုတာတေးတာထက်ဆိုတဲ့ခံစားချက်မျိုးပဲနောက်ဆုံးမှာတော့စဖိုးမူချန်ကငါအတွက်စားလို့ကောင်းတဲ့အစားတောက်တစ်ခုကိုကျွေးနိုင်ခဲ့လို့အသက်ရှင်ခြင်းနဲ့ယုံကြည်ချက်ကိုပြန်ရခဲ့တယ်ဒါပေမဲ့မင်းတို့တွေကအဲ့ဒီနောက်မှာငါ့ကိုအမိုက်ကျွေးတာလားမဟုတ်ဘူးအဲ့ဒီအမဲသားကအမိုက်ထက်ကိုစိုးသေးတယ်ဟုတ်ကဲ့ပါစွန်တခင်ကြီးစိတ်ပြတ်သွားစေခဲ့တာပါပင်မဲစိတ်ပြတ်တာလားဒါကအားမလို့အားမမဖြစ်တာပဲငါအဲ့ဒီအစာကြောင့်ပဲဝဲဒုံစားတောက်ဆိုင်မှာတန်မိုးရွံတက်တန်းရှိတဲ့ရစ်အထူးကတ်ကိုထည့်ခဲ့တာငါရဲ့ဩဇာတိတ်ကမနဲ့မင်းတို့စားတောက်ဆိုင်ကိုပုံမူမြင့်မားတဲ့အဆင့်ကိုရောက်စေခြင်းလို့ပါမင်းတို့ကငါ့ကိုဒီလိုနဲ့ကျေးဇူးဆက်တာလားစွန်တခင်ကြီးအမျက်မရှာပါနဲ့အဲ့ဒီမျက်စိကန်းနေတဲ့စဖို့မူချန်ကိုချက်ချင်းထုတ်ပစ်ပါမယ်ကျင်းနဲ့လောက်တဲ့တာဝန်ခံမှုကိုတေချာပေါက်ပေးပါမယ်စွန်တခင်ကြီးစိတ်ချပါစဖို့မူချန်ကိုတင်းတင်းကြပ်ကြပ်အေးအေးယူမှာပါစွန်တခင်ကြီးကိုထမင်းကောင်းကောင်းမစားရအောင်လုပ်တဲ့သူရဲ့အဆုံးသက်ကိုသူ့ကိုသိစေရမယ်တင်းတင်းကြပ်ကြပ်အေးအေးယူလာလားမဟုတ်ဘူးသူ့ကိုစားတောက်ဆိုင်လုပ်ငန်းကနေလုံးဝထွက်သွားစေရမယ်ခမရပြောတဲ့အတိုင်းလုပ်ပါမယ်စဖို့မူချန်မင်းကသုံးစတာမစ်ရှလင်စားတောက်ဆိုင်ရဲ့အထူးကစဖို့မူတယောက်ဖြစ်ပါလျက်နဲ့အရေးကြီးတဲ့ဧည့်သည်တွေရှိမှအဆင့်တန်းမရှိတော့ဘဲစားတောက်ဆိုင်ရဲ့ဂုဏ်သတင်းကိုဆိုးရွားစွာထိခိုက်စေခဲ့တယ်ဒါတင်မကပဲဧည့်သည်များစွာကိုလည်းစားတောက်ဆိုင်ပေါ်စိတ်ပြက်စေခဲ့တယ်ဒါကမင်းအပေါ်တန်တရားဝင်စေဖို့မလွဲမသွေဖြစ်စေပါတယ်တောင်းပန်ပါတယ်ဘာမှထပ်မပြောနဲ့တော့ဒီဖြစ်ရဲ့အတွက်မင်းမှတားဆီးလို့မရတဲ့တာဝန်ရှိတယ်ဆိုတာမင်းသိတဲ့စားတောက်ဆိုင်ကမင်းရဲ့အဓိကစားဖို့မူရာတူကိုရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်တယ်လို့ငါတို့ကြားကပူးပေါင်းဆောင်ရွက်မှုကိုလည်းရက်စဲလိုက်ပါပြီဒါအပြင်စားတောက်ဆိုင်ကိုထိခိုက်နေတာမှုတွေဖြစ်စေခဲ့တဲ့အတွက်ဝဲဒုံစားတောက်ဆိုင်ရဲ့ဂုဏ်သိက္ခာထိခိုက်နေတာမှာသူ့အတွက်ယွမ်ငါတန်းလျော်ကြေးပေးဖို့စားတောက်ဆိုင်ကတောင်းဆိုပါတယ်ဒါမတရားဘူးတယောက်ကခြံကိုအပြင်ခေါ်သွားတာဖြစ်ရမယ်ငါ့ကိုမလွတ်နဲ့ငါလုပ်ကြံခံရတာပါအားရလိုက်တာယွန်စရာကြီးဟာယွန်စရာကြီးမင်းကလည်းဟာဒီတခါတော့တေချာပေါက်သေးပြီးတေးတာပဲမီရှလင်၃ကျဲစားတောက်ဆိုင်ရဲ့အဓိကစဖို့မှုအနေနဲ့ဒီလိုအမှားကြီးမျိုးလုံးမိတာဘယ်သူကြီးလာသူ့ကိုမကယ်နိုင်ဘူးငါအကူကပြောတယ်ဒီတခါတော့သူ့ကိုဝဲကနေတေချာပေါက်ထုတ်ပြမှာနောက်ဆိုရင်အဓိကစဖို့မှုနေရာကငါနေရာပဲဖြစ်လာတော့မှတကယ်လားအရန်ကောင်းတာပဲအဲ့ဒီကိစ္စကိုဘယ်လိုစီစဉ်ထားပြီလဲအားလုံးစီစဉ်ပြီးသူ့နဲ့ကွာရှင်းလိုက်တာနဲ့ပစ္စည်းဥစ္စာတွေအားလုံးငါဟာတွေဖြစ်လာမာဒီအမျိုးသမီးကတကယ်ကိုရက်ဆက်တာပဲသူများမျက်စိရှိမှတလက်လက်နဲ့တင့်တယ်နေတာကိုသာကြည့်မနေနဲ့တကယ်တမ်းကသူကအတုံးမကျတဲ့လူတယောက်သူ့ပတ်စံတွေသာမဟုတ်ရင်သူ့ဘေးမှာတစ်စက္ကန့်တောင်မနေချင်ဘူးဟာမင်းကဖောက်ပြန်တဲ့လူမင်းကပြောချင်တာပြောပြီးမှငါ့ကိုပြစ်ပယ်သွားတာလားမင်းအတွက်ကလေးတောင်မွေးပေးထားရတာကိုဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲငါတော့အသက်မရှင်ချင်တော့ဘူးငါမှတ်မိပြီးဒီယောက်ျားကမီရှလင်စားတောက်ဆိုင်ဝဲရဲ့အဓိကစဖို့မှုပဲငါမလုပ်ခဲ့ဘူးငါသူ့ကိုလုံးဝမသိဘူးမင်းကတကယ်ကိုသုံးလို့ကောင်းတာပဲချန်ကျူမင်းကဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ငါလုံးဝမထင်ထားဘူးကိုနောက်ွယ်မှာတစ္ဆာဖောက်ပြီးဖောက်ပြန်ရဲတဲ့ပေါ့ဒီလိုဘဝမျိုးနဲ့လုံးဝဆက်မနေတော့ဘူးဇနီးတွေခမားကိုလေမရှိဘူးသူများတောင်ကလေးပါခေါ်ပြီးလိုက်ရှာနေပြီးအခုထိဝန်မခံသေးဘူးလားကိုမျက်စိနဲ့ကိုကြည့်မီရှာလင်စတာ3ပွင့်ရေပန်းဆက်တောက်ဆိုင်ရဲ့အဓိကစားဖို့မူကဂရိပြက်ပြီးစွန့်ပစ်တယ်တနာစရာမိမကောင်းမလေးကလူယုံမာကိုလိုက်ရှာပြီးအတုအယောင်လူယုံမာလို့ဆဲဆူနေတယ်ဘာပြောစရာကြံသေးလဲအတုတွေပါအကုန်အတုတွေကြီးပဲပစက်ပိတ်ထားဒီအိမ်အောင်ရေးကိုငါအပြက်ဖြတ်မယ်ရှောက်ခွေးတို့တွေရဲ့ဒီနှစ်တွေအကြကြီးခန်းစားချက်တွေကိုငဲ့ညာတဲ့အနေနဲ့ခံစားချက်မင်းနဲ့ငါကြားမှာဘာခံစားချက်များရှိလို့လဲမင်းကအပြင်မှာနေတိုင်းအလုပ်ရှုပ်နေတာပဲငါရဲ့ခံစားချက်တွေကိုဘယ်တော့မှဂရုစိုက်ဘူးလို့လဲကိုကလည်းပတ်စံတွေအများကြီးပို့ရှာပြီးမင်းကိုဘဝကောင်းကောင်းနဲ့နေစေချင်လို့ပါမလို့ဘူးပြီးတော့မင်းကအခုရောငါကိုဘဝကောင်းကောင်းနဲ့ထားနိုင်သေးလို့လားကိုလေဒီအချိန်ထိရောက်နေပြီးလိန်ညာပြီးကိုကိုလှည့်စားဖို့ပဲစဉ်းစားနေတော့မယ်မင်းကိုမတိသေးဘူးလို့မထင်နဲ့မင်းကိုဝဲလန်ကထုတ်ပယ်လိုက်ပြီးဆိုတာကိုလေဘလို့လုံးတိတာလဲကောင်းတာမရောက်ပေမဲ့ဆိုတာကတကြိတ်တနဲ့ပြက်နှက်နေဆိုတဲ့သဘောတရားကိုမသိဘူးလားအော်ပြီးတော့မင်းကိုပြောဖို့မေးနေတာခုနလေးတင်မဲ့နိုင်ငံတကာစဖို့မှုများအတင်းကလည်းကြီးညာချက်ထုတ်ပြန်လိုက်ပြီးမင်းရဲ့မီရှာလင်စတာ3ပွင့်စဖို့မှုအဆင့်တန်းလက်မှတ်ကိုရုပ်သိမ်းလိုက်ပြီးချန်ကျူမင်းပြီးသွားပြီးဘလို့လို့ဒီလိုဖြစ်ရတာလဲငါသိပြီးဘသူကမှငါ့ကိုတမင်တကာလောက်ကျန်တာဖြစ်ရမယ်မင်းအိမ်အောင်ရေးဖောက်ပြန်တဲ့လူယုံမှာဆိုတာကိုဘသူကတက်တည်ပြနိုင်မှလဲအိမ်ထဲကနေတမျက်စီးနဲ့အရိုက်ခံပြီးထွက်သွားရတာမင်းနဲ့တန်ပါတယ်ရှောက်ခွေးဘာမှဆက်ပြောမနေနဲ့တော့ကွဲမဲ့ပစ္စည်းဥစ္စာတပြားမလုံနဲ့လက်မလွတ်နဲ့မန်နေဂျာသူအတင်းဝင်လာတာထွက်သွားကြတော့လှုပ်เสียရှိတယ်ဘာလို့ဒီလိုလုပ်တာလဲခမည်းပြောတာဘာမှန်းကိုမသိဘူးကိုရဲ့3ကျဲအဆင့်ကိုဖျက်သိမ်းတာနဲ့မလုံလောက်သေးလို့လိုက်ပြီးပိတ်ပင်ဖို့စူးစမ်းနေတာလားကိုနဲ့ဘာမှမဆိုင်ဘူးပြောင်းလဲမနေနဲ့ခမည်းတို့မဟုတ်ရင်ဘသူဖြစ်ရမလဲခမည်းဘလို့ပဲတွေးပေါ့ဒါနဲ့များခမည်းကအဓိကစဖို့မှုအနေနဲ့အဲ့ဒီလောက်ကြီးမားတဲ့အမှားမျိုးဖြစ်ခဲ့တာပဲဒီအရာအလုံးကခမည်းကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်ဘူးလားကိုက
အကွက်စင်ခံခဲ့ရတာဒါခမ ကြောထောက်နောက်ခံလုပ်ပေးထားတာမဟုတ်ဘူးလားဟုတ်တယ်ဆိုရင်ရောခမကကိုကိုသုံးကျင်မိုင်းရှလင်စဖို့မူလို့ထင်နေတော့မဲလားမှတ်ထားခမကအခုဘာမှမဟုတ်တော့ဘူးကဲကြပါဦးခမကရူးနေတာပဲဟူသူဘာလို့ကိုအကွက်စင်ရတာလဲဘာလို့လဲလင်းရှိဘသူခွင့်ပြုချက်နဲ့မိုင်းရှလင်သုံးကျင်စဖို့မူစားတော့ဆိုင်မှာလာပြီးရုံရင်းဆန်ခတ်လုပ်ရဲတာလဲကိုတကယ်ပဲအရေးပါတဲ့လူလို့ထင်နေတာလားစတေးအတင်းဖြစ်ပြီးသွားလိုက်တော့မင်းလာမင်းပဲနွားနိုစတိတ်ထဲမှာလက်ချက်ချခဲ့တာကိုပဲလောက်တာပေါ့ဘာဖြစ်လဲဘာတက်နိုင်လဲဘာလို့ဒီလိုလုပ်ရတာလဲကိုကမင်းကိုဘလောက်ကြာအောင်ခေါ်လာပြီးညီကိုလိုဆက်ဆံခဲ့တာလေဘာလို့ငါ့ကိုဒုက္ခပေးရတာလဲဘာလို့လဲဆိုတော့ကိုကရီမန်းချက်ရှိတဲ့သူမို့လို့မင်းရဲ့ခြေအောက်မှာပဲအမြဲတမ်းနင်းခံနေရမှာကိုမလိုလားလို့ဒီအကြောင်းပြချက်ကလုံလောက်ပြီလားမရဘူးဒါကမလုံလောက်သေးဘူးမင်းရဲ့နေရာကိုအစားထိုးတာအပြင်မင်းရဲ့ဇနီးကိုအဲ့ရထက်သိမ့်ပိုက်ချင်သေးတယ်ဘလို့လဲကိုကအကြံဉာဏ်ကောင်းရှိတဲ့သူလို့မထင်ဘူးလားမင်းအတိတ်ပဲမရှိတာတွေရှောက်ပြောနေတာပဲမယုံဘူးလားချန်ကျူမင်းကတကယ်ကိုတနာစရာကောင်းတဲ့လူပဲကွာလီရှင်းမင်းကတော့လူရိုင်းတိရစ္ဆာန်တကောင်ပဲကွာဒီအယူကိုမြ мян ဆွဲထုတ်ကြစမ်းပါမြ мян ထိုးကြစမ်းဘာလို့လဲဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲငါ့ကိုရဲတောင်ရဲနဲ့လာထိုးရဲတဲ့ငါအနေနဲ့ဒီနေ့ကစပြီးမင်းကိုစပိုမူလောကမှာရက်တီလို့မရအောင်လုံယုံတင်မတာဘူးတွေ့တဲ့တခါတိုင်းမှာလဲအလွန်ကြုံရိုက်နှက်ဦးမှာလီရှင်းတီရန်ညကိုစောစီးလက်စားချေမှာတေချာတဲ့ကောင်းပြီလေမင်းအရင်သေးမလားကိုအရင်သေးမလားဆိုတာကိုစက်ကြည့်ကြသေးတာပေါ့ရှောက်ကြည့်ကြပါဦးပြုတ်အရသာလည်းရှိပြီးဈေးမကြီးတဲ့နက်နက်တီးထမင်းလက်ဆက်ပြီးစီစို့နေတဲ့ပင်လယ်စာလေးတွေစားလိုက်ရုံနဲ့တွေတောင်မျိုးချရမယ်ခဏလေးနေပါဦးဘာဖြစ်လို့လဲဒီထမင်းကတန်ရှင်းမှုမရှိဘူးခမဘာပြောလိုက်တဲ့ကျုပ်ကိုယုံပါဒီထမင်းစားရင်ဝမ်းပြက်ဝမ်းရှုပ်ဖြစ်မယ်ဒီမှာကြည့်ပါကျမ်းမာရေးနဲ့မညီညွတ်ပဲအရန်ကိုညစ်ပတ်နေတယ်ထမင်းတပွဲစားရုံနဲ့ဦးလန်းကြောင်ရောက်ပြီးစေယုံတက်ရတာတန်ဖိုးမရှိဘူးဟဲ့လူခမဘာပြောလိုက်တာလဲမစားတော့ဘူးပတ်စံပြန်အမ်းပေးအကုန်လုပ်ပြီးငွေလဲပေးပြီးခမည်းသာပတ်စံမပြန်ရင်ကျမကြီးဌာနနဲ့စီပင်ကိုသွားတိုင်းမှာတော့ကင်ညာခမည်းယူနေတာလားဘာဖြစ်လို့ကျုံနောက်ကိုလိုက်ရှုံနေရတာလဲမင်းကိုမေးနေတယ်ဘာလို့ငါ့ကိုလမ်းမလိုက်နေရတာလဲငါမှဘသူ့ကိုမှလမ်းမလိုက်မနေဘူးမင်းကငါလုပ်ငန်းကိုဖျက်ဆီးတယ်လို့ပြောတယ်အဲ့ဒါကမင်းအတွက်ဘာအကျိုးရှိလို့လဲမင်းနေရာကတကယ်ကိုမတန့်ရှင်းဘူးလေမထိုးနဲ့ငါလမ်းဘေးမှာနှစ်ရောင်းလာတာဘသူမှဘိုက်မနာဘူးတန့်ရှင်းပြီးအသွင်ပြင်ကောင်းတာစားချင်ရင်ကြီးမားတဲ့စားတောက်ဆိုင်ကြီးတွေသွားလေဟိုဘက်မှာ3ကျယ်ပွင့်မီရှာလင်စားတောက်ဆိုင်ရှိတယ်ဝီလန်ကိုသွားလေငါအဲ့ဒီကနေထွက်လာတာပဲဟာမင်းကလည်းနောက်တာနေမှာပေါ့မင်းကလေးငါသဘောပေါက်ပြီးအိမ်မက်ထဲမှာသွားဖူးတာလားငါအမှန်တိုင်းပြောတာငါကဝီဒန်စားတောက်ဆိုင်ရဲ့3ကျယ်ပွင့်အမှုဆောင်စဖို့မှုအရင်ကတော့ဟုတ်တယ်ငါမှမျက်စိပါလျက်နဲ့တောင်တန်းကြီးကိုမမြင်မိတာပဲအဲ့ဒီတော့မီရှလင်3ကျယ်ပွင့်စဖို့မှုကငါရဲ့လမ်းဘေးဆိုင်လေးကိုလာဖြက်စီးရတာဘာကြောင့်လဲငါမဖြက်စီးပါဘူးငါကဖောက်တယ်တွေကိုမလိုအပ်ဘူးလို့သတိပေးတာပါပဲတခြားသူကိုထိခိုက်စေပြီးကိုယ်တိုင်လည်းဘာမှအကျိုးမရှိတဲ့မင်းလိုလူမျိုးကိုငါအတူတူပဲဆက်ဆုပ်တယ်ထွက်သွားဆန်းချက်ချင်းကမျက်စိရှိကနေဝေးရကိုထွက်သွားစမ်းတောင်းပန်ပါတယ်မင်းနောက်ထပ်ဘာလုပ်ချင်သေးလဲအဲ့ဒီထမင်းပကံကိုမင်းလိုချင်သေးလားဘာကိုဆိုလိုတာလဲမင်းမလိုချင်တော့ဘူးဆိုရင်ငါ့ကိုပေးလို့ရမလားမင်းကမီရှလင်စဖို့မှုမဟုတ်ဘူးလားငါဆိုင်ကမတန်ရှင်းဘူးလို့မပြောဘူးလားဘာလို့မျက်နှာပြောင်တိုက်ပြီးထမင်းတောင်းနေရတာလဲဖောက်တယ်တွေဘိုင်းနာမကိုငါစိုးရိမ်လို့ပါဒါပေမဲ့ငါကမစိုးရိမ်ဘူးဒီလိုထမင်းတောင်းစားတဲ့လူကတကယ်စိတ်ဝင်စားဖို့ကောင်းတာပဲဟန်ဆောင်ပြီးငါဖောက်တယ်တွေကိုယွန်းရှာအောင်လုပ်ပြနှင်ထုတ်တာနောက်ဆုံးကြတော့ဒီထမင်းပကံကိုမျက်စိကျနေတာပဲတကယ်တော့မင်းစဉ်းစားထားတာမဖြစ်နိုင်ပါဘူးဒီအစားအစာကခွေးကိုကျွေးလိုက်ရင်တော့မင်းကိုမပေးဘူးငါမျက်စိထဲမှာမင်းကခွေးတစ်ကောင်တောင်မမီဘူးမင်းလိုလူမျိုးကိုအလွန်ပဲစိတ်ပြတ်တယ်တောင်းစားရင်တောင်းစားတယ်လို့လှုပ်လေတခြားသူကိုထိခိုက်စေပြီးကိုလည်းအကျိုးမရှိတဲ့အလုပ်မျိုးကိုလုပ်ရအောင်ဘာအတိတ်ပဲရှိလို့လဲကောင်းပြီလေမင်းကိုမီရှလင်စဖို့မှုပါလို့ယုံပေးမယ်ရပြီလားစားမလားမစားဘူးလားမစားရင်ခွေးကျွေးလိုက်မယ်ကျေးဇူးပဲနောက်ဆိုရင်တောင်းစားတယ်လို့တောင်းတော့ငါလုပ်ငန်းကိုလာမနှောက်ရှက်နဲ့ငါကမငင်းနဲ့တော့ဒါကိုစားလိုက်စမ်းပါမင်းညဘက်ဘယ်မှာနေလဲဒီမှာပဲပေါ့မင်းကိုကြည့်ရတာကျွမ်းကျင်တဲ့သူတောင်းစားတယောက်လို့တော့မပေါ်ပါလားဘလို့လုပ်ပြီးဒီလောက်အထိဆိုးရွားသွားတာလဲငါအလိန်ခံလိုက်ရလို့တကယ်ပဲလားယုံချင်မယုံချင်နေမင်းရဲ့မိမရောငါ့ကိုဇနီးမယားအဖြစ်မဆက်ဆံတော့ဘူးဘာလို့လဲငါအလုပ်ပြုတ်သွားလို့ပြီးတော့မတရားဆွဆွဲခံလိုက်ရလို့ထိုက်ပါတယ်ကွာယောက်ျားဖောက်ပြန်တဲ့သူတွေကိုအလွန်ပဲယွန်းနေငါမဖောက်ပြန်ပါဘူးဖောက်ပြန်ပြီးတော့လူဆိုးလူမိုက်လုပ်ထားပြီးအမှန်ကိုလက်မခံချင်တဲ့သူတွေကိုပို့ပြီးယွန်းနေဟေ့ကောင်မင်းယူနေလားခြံကြောက်ကငါ့ကိုရိုက်ဝင်နေဒီခွေးကောင်ကငါ့ကိုရိုက်ဝင်နေသူကမင်းကိုရိုက်တာနဲ့ငါနဲ့ဘာဆိုင်လို့လဲမင်းကလူရုပ်မှာပဲမင်းကသူ့ရဲ့မိန်းမပဲမင်းအပေါ်မပေါက်ကွဲရင်ဘသူ့အပေါ်ပေါက်ကွဲရမှာလဲထွက်သွားစမ်းကွာသွားစမ်းငါသူ့နဲ့ကွာရှင်းပြီးဒီမိုင်းမဲတဲ့မိန်းမဘာလို့ကွာရှင်းတာလဲငါသူ့ကိုဥကောင်းပေါ်မှာဥချိုစိုက်ထွင်ခြင်းလို့ပေါ့ငါကမင်းနဲ့အတူတူနေခြင်းလို့ဟုတ်လားဒီလိုမျိုးပုတ်တိုးနေတဲ့မိန်းမမျိုးကိုငါကြိုက်မယ်လို့တကယ်ပဲထင်နေတာလားဟာဒီညတော့ဒီမှာပဲအဆင်ပြေနေလိုက်ပါဦးလမ်းဘေးမှာအိပ်ရတာထက်စာရင်အများကြီးတာပါတယ်ကျေးဇူးတင်ပါတယ်ဘာလို့မကျေးဇူးတင်တာလဲကျေးဇူးတင်တာတော့မရှိတော့ဘူးလမ်းဘေးရောက်နေတဲ့သူကရွေးချယ်စရာတွေအများကြီးမရှိဘူးဆိုတာသိထားပါစောစောအိတ်တော့ကိုတော့မနှဲကဲနေရတဲ့ဆိုင်ငယ်လေးရဲ့ပိုင်ရှင်ပဲလေဒီမှာ2ရက်လောက်နေခွင့်ပေးတာကလွယ်ပြီးတခြားဘာမှမကူညီနိုင်ဘူးရှင်ကယောက်ျားပြိုကြီးတစ်ယောက်ပဲအလောက်ကင်မှန်ကန်ရှာပြီးရိုးသားသားပတ်စံရှာတာကတောင်းစားတာထက်အများကြီး
ပိုကောင်းပါတယ်ကျွန်တော်ကဘာလုပ်ပေးနိုင်လို့လဲဘာပြောလိုက်တာလဲရှင်ဆိုင်ထွက်ရင်ဟင်းချက်တာကူပေးမယ်ကျွန်တော်လည်းမပြောဘူးကျွန်တော်ကမီရှလင်စဖို့မူတယောက်ဟုတ်ခဲ့ဘူးလေကျွန်တော်နဲ့ကတ်ချင်နေတာမဟုတ်လားကျွန်တော်ကကူညီချင်လို့ပါကျွန်တော်ကိုကူညီမယ်ဟုတ်လားဟာတော်ပါတော့လေးမတိုင်းနဲ့တော့ဒီလိုထိတ်တန်းစဖို့မူမျိုးကိုငှားဖို့ပတ်စံကျွန်တော်မှမရှိဘူးပတ်စံမလိုဘူးကျွန်တော်ကိုသဘောကျလို့လားကျွန်တော်ကအမျိုးသမီးတွေကိုကြိုက်တာရောက်အမမကိုမကြိုက်ဘူးစောက်ဖားဒီလောက်အထိအညာတရမဖြစ်ပါဘူးရှင်တကယ်ဟင်းချက်တက်တာလားအရန်ချက်တက်တာလားစာဘလောက်ပေးရမလဲအရင်ပြောထားအများကြီးတော့မပေးနိုင်ဘူးတကယ်ပတ်စံမလို့ဘူးထားเสียရှိရင်ရပြီတကယ်လားရွှေစင်တက်လို့တကယ်ပါရှင်ရဲ့ဟင်းချက်လက်ရာကပြောတလောက်တကယ်တော့ရင်ဘာလို့ကြီးတဲ့စားတောက်ဆိုင်တွေမှာသွားမလုပ်တာလဲစဖို့မှုလောကကနေကျွန်တော်ကိုပိတ်ပင်ထားတဲ့ရှင်ကရိုးသားတဲ့မျက်နှာနဲ့မျက်နှာပြားကမျိုးရိုးထန်အောင်ထုနေသေးတယ်ဟဲအဲ့ဒီညစ်ပတ်တဲ့ကောင်ကျွတ်တွေများခေါ်လာမလားပဲငါဆိုင်မှာလာခိုးစားရဲတဲ့တေဆန်းအဲ့ဒါဘာလုပ်နေတာလဲမင်းဟာကတအားညစ်ပတ်တာပဲမင်းပဲတန်ရှင်းရေးလုပ်လိုက်တာပေါ့ငါကအညစ်ကြေးကြောက်တက်လို့မထင်ရဘူးနော်မင်းကလူမဲဖြစ်ပြီးတန်ရှင်းရေးတော့ပဲဟာမဟုတ်ဘူးလေကဲပါအရင်ကဘာလုပ်ခဲ့လဲငါမသိဘူးငါစီမှာလက်ခံထားပြီဆိုတော့မင်းကငါလက်အောက်ကအလုပ်သမားပဲမြန်ပြင်ဆင်ပြီးဆိုင်ထွက်မယ်မတန့်သေးဘူးလေဟာလမ်းဘေးဆိုင်မဲဟာဘာရီရွေးနေတာလဲငါမလုပ်တော့ဘူးဘလို့ပြောတာလဲမင်းစားလုပ်နေပြီဘာလို့ဒီလောက်ပေးကြံနေရတာလဲငါ့ကိုစိတ်ပြတ်တာလားငါမှလွတ်လပ်ခွင့်မရှိဘူးလားမင်းမှမရှိဘူးမင်းကငါစီမှာစားထားပြီးငါကလည်းနေရပေးထားတယ်မင်းကငါ့ကိုအကျွေးတင်နေတာလွတ်တေချာကန်ဆန်းမင်းသွားဦးမလားမသွားတော့ဘူးမင်းကငါစီမှာစားတယ်နေတယ်ဆိုတော့ငါလူပဲပေါ့ရှမ်းဆက်ကြောချက်ချင်းလှုပ်ချက်ချင်းစားလို့ကောင်းပြီးဈေးမကြီးဘူးနော်အိုးတစ်ကထွက်လာတဲ့ဂျက်ရော့စ်ကလက်ဆက်နဲ့မှုှကြိုင်နေပြီးဂေါ်ရခါပြုတ်ဟေ့ဘာဖြစ်နေတာလဲမတုံနဲ့တော့အမြန်အော်တော့လေအော်ရအောင်မလားအလကားပြောမနေနဲ့မဟုတ်ရင်ဘယ်ကနေဖောက်တယ်ရမှာလဲငါတို့မှာပြိုင်ဘက်တွေဘယ်လောက်ရှိလဲစဉ်းစားကြည့်တာကမင်းတီကိုရှင်တိုက်ရိုက်ရှင်ပြန်ရမယ်စစ်ပွဲတစ်ခုပဲငါတို့ကဆိုဖောက်တယ်တွေတန်းစီပြီးစောင့်နေရတာတော်ပါတော့ကွာဇလန်းစပြန်ပြီးတကယ်ပဲကိုမရှင်စဖို့မူကြီးလို့ထင်နေတာလားငါလိမ့်မပြောဘူးမင်းကိုယုံပါတယ်အမြန်အော်ဆန်းပါမဟုတ်ရင်ငါတို့နှစ်ယောက်လေးပဲရှူနေရလိမ့်မယ်ပြောပြရအောင်မယ်မင်းကငါစီကပစ္စည်းဖွဲ့စားဖို့စဉ်းစားနေတာလားတကားပေါက်တောင်မရှိဘူးယောက်ျားသားကြီးဖြစ်ပြီးအရှက်မရှိတွတ်တူနေတာပဲငါနဲ့အတူအော်ဆန်းချက်ချင်းလှုပ်ချက်ချင်းစားအပိုင်းသေးလေးတွေအာဟာရပြည့်ဝတယ်စားလို့ကောင်းပြီးဈေးမကြီးဘူးနော်စားလို့အရန်ကောင်းတယ်ဘာရက်လုပ်နေတာလဲငါနဲ့အတူအော်ဆန်းချက်ချင်းလှုပ်ချက်ချင်းစားဆက်အော်ဆန်းပါတေးသေးလေးဘာလေးလဲဘာမှမဟုတ်ဘူးပြီးတော့တေးသေးလေးလို့ဘသူကခေါ်ခိုင်းလို့လဲဦးအုပ်ရှင်အလုပ်ရှင်လို့ခေါ်ရမယ်ဦးအုပ်ရှင်အလုပ်ရှင်ရေငါကဟင်းချက်တာတာဝန်ယူမယ်မင်းကအော်လိုက်လေငါဟင်းချက်မယ်မင်းတကယ်ဟင်းချက်တယ်လို့လားတကယ်ချက်တတ်တယ်မင်းသာဖြက်စီးလိုက်ရင်ငါ့ကိုအပြစ်မတင်နဲ့ကြည်ထားလိုက်ဦးအုပ်ရှင်အလုပ်ရှင်ငါအော်တာတော့မကောင်းပေမဲ့ဟင်းချက်တာမှာငါထက်တာတဲ့သူတိတ်မရှိလာကြည့်ကြပါဦးရှင်ပူနွေးကြော်ထားတဲ့အပိုင်းသေးဟင်းလေးတွေပါစားလို့ကောင်းပြီးဈေးမကြီးပါဘူးစမ်းကြည့်ကြပါဦးအစားတောက်တန်းကအကောင်းဆုံးအပိုင်းသေးဟင်းပါတစ်ခါစားရင်နှစ်ခါပြန်ကြိုက်စေရမယ်စားလို့ကောင်းတာထက်ပိုကောင်းပါတယ်လာကြည့်ကြပါဦးအကိုတို့ရေကျွန်တော်တို့ရဲ့အပိုင်းသေးဟင်းကိုစမ်းကြည့်ပါဦးစားပြီးရင်နောက်တမရစေရပါဘူးကဲကျွန်တော်တို့ရဲ့လက်ရကောင်းကိုတပွဲပေးပါမြန်လုပ်ပါဒီအကိုကြီးအတွက်ခင်ဗျားတို့ရဲ့အကောင်းဆုံးလက်ရတပွဲလုပ်ပေးလိုက်ပါကျွန်တော်လုပ်တဲ့ဟင်းကခင်ဗျားတို့ရဲ့အရသာခံနိုင်စွမ်းကိုပြောင်းလဲစေရမယ်လို့ယုံကြည်လိုက်ပါဒါကလမ်းဘေးဆိုင်ပဲလေစဖို့မူကလည်းတော်တော်ကြွားတာပဲဒီဟင်းရဲ့နာမည်ကတော့ပြင်သစ်ဝိုင်နီနဲ့ထားတဲ့အမဲသားဖြစ်ပါတယ်ခစ်တခဏစောင့်ဆိုင်ပေးပါဗျာဘာမှမသိတာတွေနဲ့ဟန်ဆောင်နေလိုက်တာများပြီးပြီလားအကောင်းဆုံးအစားတောက်ဆိုတာအချိန်ပေးစောင့်ဆိုင်ရကျိုးနဲ့ပါတယ်တော်ဆန်းပါဗျာကျုပ်စောင့်နေရတာတနာရီနီးပါးရှိပြီးရုံးချိန်တောင်နောက်ကျကုန်ပြီဒါကူများစောင့်ပါနဲ့လုံနေသေးတယ်လမ်းဘေးဆိုင်လေးကဘာရီဟန်လုံနေတာလဲအကိုကြီးစိတ်မဆိုးပါနဲ့တော့ချက်ချင်းပြီးတော့မှာပါအရန်မြန်ပါခမရအမြန်လုံလို့မရဘူးလားဟင်းချက်တယ်ဆိုတာအစားတောက်ဆိုင်ရာအမှုပညာဖြစ်ပြီးပေါ့ဆာလုံးဝလုံလို့မရပါဘူးလျှော်ပေးပါကျုပ်ကိုလျှော်ပေးပါထမင်းတပွဲအတွက်နဲ့ကျုပ်တနာကြီးကြော်ဆောင်ခဲ့ရတာရုံတောင်နောက်ကျကုန်ပြီးကျုပ်နောက်ကျသွားတာခမရတို့သိရလားရုံနောက်ကျလို့200ခက်ခံရမှာကျုပ်ရဲ့200လဲဆုံးရှုံးသွားပြီးအခုထိမစားရသေးတဲ့လမ်းဘေးဆိုင်တစ်ဆိုင်နဲ့တင်ခမရတို့ရောကိုရောရမယ်ရော်ကြေးပေးရမယ်ခမ ्या မှာရော်ကြေးပေးဖို့မျက်နှာရှိသေးလားကျုပ်ရဲ့ဒီအစားအစာပစ္စည်းတွေကိုခမ ्या ဖြက်စီးပစ်တာလေဘလောက်ရော်တင်လဲခမ ्या လက်ကားစားချင်နေတာပဲလို့ကျုပ်ထင်တယ်ကျုပ်မစားရသေးဘူးကွာစိတ်လျှော့ပါရာကနန်းလောက်ပဲဟာကိုရာကနန်းဆိုတာလွယ်တာပေါ့ခမ ्या လိုလမ်းဘေးဆိုင်ကတရက်ကိုဘလောက်ရောင်းရလို့လဲဘသူကိုအထင်သေးတာလဲတော်တော့ခမ ्या အခုနောက်ကျနေပြီအဲ့ဒီလိုမှန်းတော့လဲကျုပ်ဟင်းချက်တာပြီးသွားအောင်စောင့်တာကမှပိုကောင်းဦးမယ်အတိတ်ပဲမရှိတာနောက်ကျရင်200ဖြက်တဲကျုပ်တာတရက်လောက်ကင်ပြက်ကွက်ရင်900အဖြတ်ခံရမှာတလမှ9000ပဲရတာခမ ्या သိရလားခမ ्या ရဲ့လမ်းဘေးဟင်းရီစားယုံနဲ့ကျုပ်ရဲ့လစာ30ပုံတပုံဆုံးရှုံးသွားပြီဒါပေမဲ့ခမ ्या စားရတော့မဲ့ဒီဟင်းပွဲကဘလောက်တန်ဖိုးရှိလဲဆိုတာခမ ्या သိရလားဘလောက်လဲ1000လူမိုက်ကိုလိမ့်နေတာလားကျုပ်ကမီရှာလင်3ကြပင်မစားဖို့မူဟောင်းဖြစ်ဘူးလေဆိုတာခမ ्या ယုံလားခမ ्या ပြောတာကိုယုံရမလားအဲ့ဒီအစားဒီလိုလုပ်ပါလားဒီဟင်းပွဲထွက်လာတာကိုခမ ्या သိခံပြီးစောင့်ပါတာဟာခမ ्या ရဲ့ဘဝမှာအကောင်းဆုံးဟင်းတပွဲလို့ခမ ्या ထင်မယ်ဆိုရင်ဒီကိစ္စပြီးသွားပြီအကယ်၍မကောင်းဘူးလို့ထင်ရင်ခမ ्या ကို900ပြန်ပေးမယ်ပြောတဲ့အတိုင်းလုပ်မယ်အပြောနဲ့အလုပ်ညီစေရမယ်ချန်ချူကျုပ်ကပေးဆိုင်ရှင်လေးကျုပ်ပြောတဲ့အတိုင်းလုပ်မယ်ခမ ्या ကနေရာလူကျင်နေတာပဲတာမလုပ်နိုင်ရင်တော့ကျမကိုမရင်ကျေးဘူးလို့မပြောနဲ့သုံးဆောင်ကြည့်စားကြည့်လိုက်စမ်းပါဒါဆိုရင်ခမ ्या နားလဲသွားလိမ့်မယ်ခမ ्या အရန်စားခဲ့ဘူးလေဆိုတဲ့မြေကြီးကလက်ရရေပင်လေကလက်ရဆိုတာတွေကကျုပ်ရဲ့ဒီဟင်းနဲ့ရှင်လိုက်ရင်ခွေးချီးနဲ့တောင်မချတော့ဘူးဒါကခမ ्या တို့ကောင်းလာကြည့်ရဲ့ဆိုပြီးခြောက်ထားတဲ့မီရှလင်လက်ရလားဒါဟင်းတောင်မဟုတ်ဘူးအစအဆုံးချေးပဲတက်ပဲထူဆန်ပြီးစားလို့တောင်မရ
ရဘူးအန်ဂျင်စရာကြီးမဖြစ်နိုင်တာခမရှာအရသာခံအာယုံမှများဖြစ်နေတာလားမင်းပဲဖြစ်နေတာရော်ကြီးပေးမင်းကတော့ကဲတာပဲဒါကငါနာမည်ပြတ်အောင်လုပ်တာပဲဘလို့လုပ်ဖြစ်နိုင်မှာလဲငါကမီရှလင်စဖို့မှုပဲဘလို့လုပ်ဖြစ်နိုင်မှာလဲဒါကတိတ်ပံနီးကြမကြဘူးတိတ်ပံနီးကြမကြတာခေါင်းကင်ထားလိုက်သူတို့ပြောတာကဒါကိုချီးလို့ပြောတာတောင်ယဉ်ကျေးနေသေးတယ်မင်းလှုပ်ထားတာချီးတောင်မမိဘူးမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးခမရဲ့ကုန်ကျန်းပစ္စည်းမှာပြဿနာရှိနေလို့ဖြစ်ရမယ်လေးလုံးထွားလိုက်တာငါကအစားတောက်လမ်းမှာဒီလောက်ကြာအောင်လှုပ်လာတာငါလှုပ်တာမှာပြဿနာရှိတယ်လို့ဘယ်သူမှမပြောဘူးသေးဘူးလှုပ်တတ်ရင်လှုပ်တတ်တယ်လို့လှုပ်မလှုပ်တတ်ရင်ကဘာမှာအောက်ဆီဂျင်မရှိလို့ဆိုပြီးအကြောင်းပြမနေနဲ့အကြောင်းပြနေတာနဲ့ကိုကောင်းနဲ့ကိုလုံးမကောင်းတာကိုများပြောလို့မရဘူးလားမြန်မြန်ရော်ကြီးပေးစားတောက်ဆိုင်ပိုင်ရှင်ကြုံမသွားပါပြီကျုံမျက်စိမောက်နေလို့ဒီလိုမျိုးမိုက်မဲတဲ့ကောင်ကိုခေါ်မိတာပါဟေးကောင်ဒီဘက်ကိုလာရှုံးရင်ကြွေးကြေးပေးရမယ်ငွေလက်ခံမဲ့ဟာကိုဖွင့်ငါတော့တကယ်ကန်ဆိုးတာပဲဒီလိုအသုံးမကျတဲ့လူကိုဘယ်လိုလုပ်ပြီးလက်ခံမိလိုက်တာလဲစားစရာတောက်စရာတွေကြွေးထားယုံတယ်မကဘူးနင့်အတွက်အရှုံးတွေပါလိုက်ခံပေးနေရတာမှတ်ထားနောက်ဆိုဘယ်တော့မှကြောဝါတော့နဲ့ကိုမိချလန်းစဖို့မူပါလို့လုံးဝမပြောနဲ့တော့တော်ပါပြီလူကြီးလူကောင်းပြီးခွင့်လွတ်လိုက်ပါတယ်ပတ်စံလည်းပြန်မတောင်းတော့ပါဘူးငါကအရန်အသုံးမကျတဲ့လူဖြစ်နေလားနည်းနည်းတော့ဟုတ်တယ်အဲ့လောက်လည်းမစိုးပါဘူးနည်းနည်းလေးပဲအသုံးမကျတာပါငါကြောင့်နေဒုက္ခရောက်ကုန်ပြီတော့ယောက်ျားကြီးလုပ်ပြီးအားငယ်ပြနေတာလားနေနောက်ဖက်ကိုမမတက်ပဲနေသမျှကာလပတ်လုံးငါတာဝန်ထားဒါပေမဲ့စီကန်းချက်တစ်ခုတော့ရှိတယ်နောက်ဆိုဘယ်တော့မှဟင်းမချက်နဲ့တော့စဖို့မူကျွန်တော်တို့ရဲ့ဟင်းပွဲတွေထပ်ပြီးတိုင်ကြားခံရပြန်ပြီးဘာပြောတယ်ဧည့်သည်တွေကကျွန်တော်တို့ရဲ့ဟင်းပွဲတွေကဝက်ချီလို့ဖြစ်နေတယ်လို့ပြောနေကြတယ်လေထိုးခံရမဲ့ကောင်ချန်ဂျိုနင်းကိုသွားစမ်းနှင်းကြောင်းတာမဟုတ်ရင်ငါဘာလို့ဒီလောက်တောင်ကန်ဆိုးရမှာလဲနင်တို့အကုန်လုံးငါနောက်လိုက်ခဲ့ဘယ်သွားမလဲငါဒေါသထွတ်ကတ်နေတဲ့အညှိုးချစရာတဲ့အိတ်လို့တခုခုလိုအပ်နေလို့ပဲစေးပေမင်းဒီကိုဘာလာလောက်တာလဲကိုစိတ်ဆိုးနေတာလားရှင်ဘလို့ထင်လို့လဲကစားပြီးတာနဲ့မျက်နှာလွဲသွားတယ်ရှင်းမျက်စိထဲမှာတော့ကိုကသုံးပြီးရင်ပစ်ချလိုက်တဲ့အတုံးမကျတဲ့မကြုံတစားနဲ့ဘာများထူးခြားလို့လဲကဲပါဘေဘီယာကိုဖြစ်ပါကိုပြင်ပါမယ်မရဘူးလားလက်ကိုငင်ထားပြောစရာရှိတာပြောကိုစီဘာလာလောက်တာလဲကိုတတိယလို့မရဘူးလားအဲ့ဒီစကားတွေရက်လိုက်တော့တခြားလူတွေမသိပေမဲ့ကိုကတော့ရှင်ဘလို့လူလဲဆိုတာအသေးချာသိတယ်ကိုတကယ်တတိယလို့ပါဒါပေမဲ့တကယ်လို့ဆရာကိစ္စလေးရှိလို့ရှင့်ကိုအကူအညီတောင်းချင်လို့ပါကိုတီးသားပဲအဲ့ဒီအတွက်အမြန်ပြောစမ်းပါမကြသေးခင်ကချန်ကျဲကိုဆက်သွယ်ဘူးလားကိုကဘာလို့သူ့ကိုဆက်သွယ်ရမှာလဲဆက်သွယ်ရဆိုတာဘလို့အတိတ်ပဲလဲရှင်စိတ်မဆိုးနဲ့ဒီကောင်လေးရဲ့ပင်မစားဖို့မှုလက်မှတ်ရုပ်သိမ်းခံလိုက်ရတယ်လမ်းဘေးဆိုင်မှာလက်ထောက်လုပ်ဖို့သွားလုပ်နေပြီးလမ်းဘေးဆိုင်ဖွင့်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြိုက်တွေ့သွားတယ်ရှင်ဒါတွေကိုဘာလာပြောနေတာလဲအဲ့ဒီမိမလက်ထဲကနေသူ့ကိုပြန်လူပေးစေခြင်းလို့ပါလင်းနာမည်နဲ့ကောင်ရှင်တော်ရုပ်မာတာပဲပြေးသွားပြီဆိုရင်ကိုတခြားလူစီတွန်းထုတ်ချင်တာပေါ့လေထွက်သွားငါအိမ်ထဲကနေထွက်သွားစမ်းဘေဘီယာစိတ်မဆိုးနဲ့ကိုအဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးကိုရှင်းပြတာကိုနားထောင်ပါဦးရှင်းပြစရာဘာရှိလဲကိုလည်းသူ့ကိုရှာခိုင်းချင်တာမဟုတ်ပါဘူးဒါပေမဲ့ကိုအခက်ခဲရှိလို့ပါတကယ်ကိုဘာမှလုပ်လို့မရတော့လို့ပါချန်ကျဲကိုသာပြန်မခေါ်လာနိုင်ရင်ကိုလည်းဆက်ရက်တည်နိုင်တော့မှာမဟုတ်ဘူးဘာလို့လဲဧည့်သည်တွေကကိုချက်တဲ့ဟင်းကိုကျင်းနှံ့မှုမရှိကြဘူးဒီအတိုင်းသာဆက်ဖြစ်နေရင်ထွက်သွားခိုင်းမယ်လို့ပြောနေကြတယ်ချန်ကျဲကိုပြန်လာကူခိုင်းချင်တာပေါ့ရှင်တော်ထက်တာပဲကိုသူ့ကိုစီးယုံနိုင်လိမ့်မယ်လို့ရှင်ထင်လို့လားတေချာပေါက်ပေါ့တနေ့တာလင်းမယားတောင်ရတက်ပံမြစ်တာရှိသေးတာဘေဘီရဲ့ဆွဲဆောင်မှုနဲ့လက်တစ်ချက်ရမ်းပြလိုက်ရုံနဲ့တင်သူ့ပူးဆကြသွားမှာပါကိုပါအကျိုးမြတ်ရမှာလဲသူ့ကိုသာသဘောကျအောင်လုပ်ပေးနိုင်ရင်ကိုရဲ့လူရောငွေပါအားလုံးမင်းအတွက်ဖြစ်စေရမယ်သွားဆန်းပါငါကြားတာတော့မင်းကခွေးထက်တောင်တနာစရာကောင်းအောင်ဖြစ်နေတယ်ဆိုတကယ်ဟုတ်မဟုတ်လာကြည့်တာမင်းလက်ချက်တွေကြောင့်ပဲလေယောက်ျားညံပြင်းတွေကအရှုံးရဲ့အကြောင်းရင်းကိုမိမရီစီပုံချရတာကိုဝါသနာပါကြတယ်ကိုယ်တိုင်ကမစွမ်းလို့ဆိုတာကိုမတွေးမိကြဘူးမင်းကငါ့ကိုအလောင်းခံရအောင်လာကြည့်တာလားငါမှအဲ့ဒီလိုဝါသနာမှမရှိတာဘာပဲဖြစ်ဖြစ်မင်းကငါရဲ့ခွေးလိုတာဝန်ခံပေးခဲ့တာနှစ်တွေလဲဘယ်လောက်တောင်ရှိပြီလဲပြောရရင်လဲလင်မယားဖြစ်ခဲ့ဘူးကြတာပဲလေဘယ်လိုကူညီပေးရမလဲကူညီပေးပါမယ်ငါအဓိကစဖို့မူးစီတွားတောင်းပန်ခဲ့တယ်သူပြောတာကမင်းသာသူ့အစီအစဉ်တိုင်းလုပ်မယ်ဆိုရင်စားတော့ဆိုင်ကိုပြန်လာလို့ရမယ်တဲ့ဟုတ်လားမင်းရဲ့မျက်နှာကြီးကလည်းကြီးလိုက်တာကရင်ပေါ်မှာတွားတောင်းပန်ခဲ့တာမို့လို့လားချန်ချူငါကမင်းကိုကူညီနေတာလေအကောင်းပြောတာကိုမငင်းနဲ့မလို့ဘူးဒီကျေးဇူးကိုမလို့ချင်ဘူးသူ့ရဲ့ခွေးတကောင်လိုဆက်လုပ်ဖို့လဲစိတ်မဝင်စားဘူးမင်းကတန်ဖိုးမထားတတ်တဲ့ကောင်မင်းကငါ့ကိုရဲတိုက်ရဲရလှမ်းထိုးရဲတယ်ပေါ့ထိုးတာပေါ့ဘာဖြစ်လဲဘသူခွင့်ပြုချက်နဲ့ငါယောက်ျားကိုနှိပ်စက်နေတာလဲမင်းရဲ့ယောက်ျားဟုတ်လားရဲစရာတွေငါကန်ထုတ်ပစ်လိုက်တဲ့အမိုက်ပုံစားပစ္စည်းဟောင်းကိုမှလူတွေကတန်ဖိုးရှိတဲ့ပစ္စည်းလိုဖြစ်နေကြတာကိုဟာအဲ့ဒါမင်းမျက်စိကန်းလို့ပေါ့ငါမျက်စိကန်းတာလားမင်းမျက်စိကန်းတာလားချန်ကျွမ်းကလူရှုံးတယောက်ပဲသူကဘယ်တော့မှလူရှုံးတယောက်ပါပဲတစ်သက်လုံးနှုံးကြည့်နေမယ်လူစားမျိုးပဲတော်နားမထောင်ချင်တော့ဘူးထားပါတော့မင်းကသူ့ကိုဒီလောက်တောင်သဘောကျနေမှာတော့ငါလဲလူကြီးလူကောင်းဆန်ဆန်နဲ့ဘယ်သူမှမလိုချင်တော့တဲ့ဒီပစ္စည်းဟောင်းကိုမင်းကိုပဲပေးလိုက်ပါတော့မယ်မင်းနောက်တမရစေနဲ့နော်စောက်မိမဒေါသထွက်လိုက်တာကြည့်နေတာပါလေနေတိုင်းဒီအမျိုးသမီးကခမားရဲ့ကတော့ကဇနီးဟောင်းလေးမျက်စိကန်းနေတာလားဘလို့လုပ်ပြီးဒီလိုရမ်းကားတဲ့အမျိုးသမီးမျိုးကိုယူမိတာလဲအရင်ကတော့မျက်စိအနှဲငယ်ကန်းသွားလို့ပေါ့အခုမှတော့ကွာရှင်းပြီးသွားပြီပဲသူကဘာလို့ခမားစီကိုပြန်ပြေးလာပြီးဘာလို့ချင်လို့လဲခမားကိုတမင်တက်ရန်ဆက်ချင်လို့လေသူကကျွန်တော်ကိုအရင်ကစားတောက်ဆိုင်ကိုပြန်လာစေချင်တာသူကဘာလို့ဒီလိုလုပ်ရတာလဲခမားတို့နှစ်ယောက်မှမပြတ်သေးတဲ့မြစ်တာတွေရှိနေသေးလို့လားခမားကြည့်လိုက်လို့တူလို့လားမတူပါဘူးသူကခမားကိုအထင်မကြီးဘူးဆိုတာသိတာနေတာပဲဒါကခမားလိုလူကိုတနာလို့လေဒီအမျိုးသမီးရဲ့စိတ်နှလုံးကမွေဆိုးလို့ပဲသူကကိုတေးစေချင်နေတာဘလို့လုပ်ပြီးတနာမှလဲဒါဆိုဘာဖြစ်လို့လဲသူ့ရဲ့ခေါင်းဆောင်ဟောင်းကိုကူညီချင်လို့ဖြစ်မှာပေါ့ခမားဘာလုပ်တာလဲလွတ်ပေးစမ်းပါမင်းကိုချန်ချိုကိုတွေးဆောင်ခိုင်းတာလေတာလွန်တဲ့အရှိန်အဝါကိုထုတ်ပြခိုင်းတာမဟုတ်ဘူးဘာမှမဟုတ်တဲ့ကောင်မလေးကဘာအရေးပါလို့လဲဖာတီမတယောက်မျှတာဖြစ်တာပေါ့လင်းရှင်းမင်းကတရားပေါ်ရောက်မှခြေထိုးဖြက်
ဒါပဲဘလို့ဖြစ်ပေါ့အမှန်တိုင်းပြောရရင်ချန်ချိုရဲ့ပင်မစားဖို့မှုနေရာကိုမလူခဲ့ရင်ကိုကမင်းကိုကြည့်မယ်လို့များထင်နေတာလားမင်းဒီကောင်ရုံမှာချန်ချိုစားတောက်ဆိုင်ကနေထွက်သွားရကြတဲ့ကမင်းမှာတန်ဖိုးမရှိတော့ဘူးငါရှိမှာထပ်ပြီးမှန်တက်ဝင်ကြောဝင်ရင်ငါလက်ချက်နဲ့တေချာပေါက်တေသွားလိမ့်မယ်ဆိုတာကိုယုံရဲ့လားအစီအစဉ်ပြတ်သွားပြီးအဲ့ဒီအမျိုးသမီးကတကယ်ကိုတုံးအဲ့သူပဲအခုဘလို့လုပ်မလဲကိုတိုင်းပဲသွားပြီးချန်ချိုကိုဖိတ်ခေါ်မယ်ဘလို့သွားမှလဲရင်ကြီးရကနေစပြီးမှကျန်းရမယ်တူတာတော်ရတန်ရကိုနားမလဲဘူးဆိုရင်တော့ငါ့ကိုအပြစ်မတင်နဲ့တော့ရှောင်းဟုံးရှူဒါမဟုတ်မှရင်ချင်းကျူဘူးမဟုတ်လားတကယ်ကြပြီနော်ဒီကိုဘာလာလောက်တာလဲဘာလာလောက်ရမလဲငါ့ကိုမင်းရဲ့ညီကိုလို့သဘောထားတာမေ့သွားပြီလားမင်းအခုအခြေအနေမကောင်းဘူးလို့ကြားလို့စိတ်ပူပြီးအမြန်လာကြည့်တာလေမလိုပါဘူးငါအခုအခြေအနေတော်တော်ကောင်းပါတယ်ဘသူတနာတာမှလည်းမလိုဘူးချင်းရှက်ဘူးရဲ့ညီကိုရီချင်းပဲဟန်ဆောင်နေစရာမလိုပါဘူးမင်းကလမ်းဘေးဆိုင်ကစပွဲတို့ဘဝရောက်နေပြီလေဒါကိုပဲအခြေအနေကောင်းနေတယ်လို့ခေါ်တာလားမင်းကနဲ့အတူပြန်လိုက်ခဲ့ပါလားငါလက်အောက်မှာလူလိုနေတယ်မင်းဝင်ငွေကောင်းကောင်းနဲ့လာကူပေးပါငါ့ကိုမင်းလက်အောက်မှာအလုတ်လုတ်ခိုင်းချင်တာပေါ့ဟာလက်အောက်ငယ်သားဆိုတာတွေကတော့ညီကိုရီချင်းပဲအဲ့ဒီလောက်အသေးစိတ်မနေနဲ့ငါ့ကိုဒုက္ခပေးတော့ကတော့ငါ့ကိုညီကိုလို့တောင်မထင်ခဲ့ဘူးဒါဘလို့စကားမျိုးလဲမင်းလုပ်တဲ့ဟင်းပွဲမှာပြဿနာတက်တာကိုတာဝန်ယူရမယ့်အစားငါ့ကိုလွှဲချတာတော့မယိုးသားဘူးထင်တယ်နော်လင်းရှင်းဘသူမှလည်းလူမိုက်မဟုတ်ကြပါဘူးမင်းနဲ့ချန်ခွေးတို့ပူပေါင်းပြီးငါ့ကိုကွက်တိချခဲ့တာငါမသိဘူးမထင်တဲ့ချင်းစုံငါမင်းစီကိုလာတာကမင်းကိုမျက်နှာပေးလို့လာတာမင်းတကယ်ကြီးကိုလူကြီးလူကောင်းတယောက်လို့မထင်နဲ့တော့ငါမျက်နှာကမင်းပေးစရာမလိုဘူးမင်းထွက်သွားလို့ရပြီလမ်းဘေးဆိုင်ကစပွဲထိုးဘဝရောက်နေပြီးမှမန်တက်နေသေးတယ်ဘသူကြောင့်မင်းဒီလောက်တက်တီကောင်းနေတာလဲလေးလေးဆဆပြောစရာမလိုဘူးလားမင်းကလေးစားဖို့ထိုက်တန်လို့လားသူ့ကိုဖမ်းချုပ်ထားလိုက်ချန်ချိုမင်းခုနင်းနေတဲ့ပုံစံကိုကြည်စံခွေးတကောင်နဲ့များတူသေးရဲ့လားငါကစိတ်နှလုံးကောင်းတဲ့သူမို့လို့ခွေးတကောင်တောင်လမ်းပေါ်မှာလေလွင့်နေတာကိုမကြည့်ရဘူးမင်းကနာမည်ကျော်မီရှယ်လင်ကျဲပွင့်3ပွင့်ရဲ့ပင်မစားဖို့မူကြီးတယောက်ဖြစ်ပြီးအခုတော့လေလွင့်ခွေးတကောင်ဖြစ်သွားရတာမကြည်မနှက်ဖြစ်နေမှာတေချာတယ်ဒါကြောင့်ငါမင်းကိုအခွင့်အရေးတစ်ခုပေးခြင်းနဲ့ခွေးလုပ်ဖို့တတိရှိနေသမျှကာလပတ်လုံးမင်းကိုဝယ်တန်စားတောက်ဆိုင်ကိုပြန်ခေါ်ပေးရုံတင်မကဘူးစဖို့မှုဖြစ်ပြန်လုပ်ခွင့်တောင်းပေးမယ်တော်တော်ကျေးဇူးတည်တတ်ပြီးရက်တီပေးတာပေါ့မင်းထင်ချင်းရထင်နေတာပဲခွေးလို့ရမယ်အခွင့်အရေးပေးတာတော့မင်းကအဲ့ဒီလိုမလုပ်ဘူးမင်းကယူနေတဲ့ခွေးတကောင်လားဒီလူကအငင်းခံရတာကိုအသေးဆုံးမကြိုက်ဘူးငါ့ကိုအပြင်းထန်လက်မခံခိုင်းစေနဲ့ငါသဘောပေါက်ပြီးမင်းကိုဖောက်တယ်တွေကဝက်ခေါင်းလို့ဆဲလိုက်ကြပြီမို့လားမင်းပါစက်ပိတ်ထားလင်းရှင်းမင်းကိုအထင်သေးတာမဟုတ်ဘူးမင်းရဲ့ချက်ပြုတ်မှုအရေးချင်းနဲ့များပင်မစားဖို့မှုလုပ်ချင်နေတာကိုအဆင့်ကိုမသိဘူးလူယုံမှမျက်နှာတာပေးတာကိုမလက်ခံချင်ဘူးပေါ့ဟုတ်လားဝိုင်းရိုက်စမ်းဘသူကငါလူကိုလာနောက်ဆက်ရဲတာလဲမင်းမိတ်မပြက်ကပြဿနာရှိနေတာလားထပ်ပြောစမ်းပါဦးရတယ်လေချန်ကြုံတရက်ပိုင်းတွင်းမှာပဲချစ်သူအစ်စ်တောင်ရနေပြီပေါ့ဒါကြောင့်ငါနဲ့အတူပြန်လိုက်လာချင်တာကိုအခုတော့ပြောညံ့နဲ့ထမင်းစားနေရတာကိုအဲ့ဒီလိုစားခိုင်းတာငါသဘောပဲမင်းနဲ့ဗာဆိုင်လို့လဲမင်းမတက်တိရှိရင်မိမတယောက်ကိုရှာပြီးငါတို့ကိုကာကွယ်ခိုင်းပြီးထွက်သွားကြည့်လေဘလို့ဖြစ်တာလဲငါခြေထောက်တွေနည်းနည်းပြော့နေလို့ပါဒီနေ့ဟိုလူတွေကဘသူတွေလဲအရင်ကငါစားတောက်ဆိုင်ကလက်အောက်ငယ်သားတွေပါခမားကတကယ်မီရှလင်စဖို့မူကြီးဟုတ်ရဲ့လားအချိန်ချင်းပြောပြီးပြီလေမယုံဘူးလားခမားချက်တဲ့ဟင်းတွေကအဲ့လောက်တောင်ဆိုးရနေမှာတော့ဘသူကယုံမှလဲကြည်စမ်းပါဘူးသူတို့ကခမားရဲ့လက်မှတ်ကိုရုပ်သိမ်းလိုက်တာလဲမဆမ်းပါဘူးခမားချက်ထားတဲ့ဟင်းဆိုခွေးတောင်မစားဘူးဝူလျှောက်ရွတော်တော့ခမားကကျွန်တော်လူဖြစ်နေပြီပဲအမှန်တိုင်းပြောစမ်းပါအဲ့ဒီလက်မှတ်ကပတ်စံပေးပြီးဝယ်ထားတာလားဟုတ်သားပဲဒီနေ့ညနေကျရင်လဲတူလောင်ခန်းမှာဆက်မနေနဲ့တော့ဒါဆိုဘယ်မှာနေရမှာလဲလူကြီးတွေဖြစ်နေပြီပဲဘာတွေဟန်ဆောင်နေတာလဲဒါတိတ်မကောင်းဘူးထင်တယ်ဘာကမကောင်းရမှာလဲခမ ्या ကကျွန်တော်ဆိုတာထက် boss ပေါ့အခုတော့မဟုတ်တော့ဘူးဒီကစလို့ခမ ्या က boss ငါက boss ကတော့ဖြစ်ရမယ်ငါ့ကိုအတုံးမကျဘူးမပြောဘူးလားမင်းကလည်းငါထက်တာဘာမှမရှိပါဘူးအကောင်ပြောတာကိုနားမဝင်ပဲအပြောခံချင်နေတာပဲမျက်နှာတာပေးတာကိုမယူတော့ဘူးဆိုမှတော့ငါ့ကိုလက်မရွံ့ဘူးလို့မပြောနဲ့တော့ဘယ်လိုလုပ်မလဲသူလမ်းပေးစေးသည်လက်ထောက်တောင်လုံးလို့မရတော့အောင်လုပ်ပြမယ်ငါရှိမှဒူးထောက်ပြီးတောင်းပန်လာအောင်လာခဲ့စမ်းပေါ်ငွေကြီးကတော်တော်လေးတန်ရှင်းတဲ့အရာလို့ကျွန်တော်ထင်တယ်ဒါမှမဟုတ်ခဏလောက်အေးဆေးစဉ်းစားကြရအောင်ဘယ်ချိန်ရောက်နေပြီလဲအေးဆေးစဉ်းစားဖို့မလိုတော့ဘူးလာဆိုလာခဲ့ချန်ကျူမင်းအခုလိုတုံနေနေတာဘာသဘောလဲကိုကအိမ်တော်ကရှင်းထားပြီးသားဘာဖြစ်လဲကိုကမင်းကိုဘယ်တော့မှမမုန်းပါဘူးဒါပေမဲ့မင်းလိုလူကြီးတယောက်ကဘာလို့ဒီလောက်တောင်တုံဆိုင်နေရတာလဲကိုဒီလိုဖြစ်နေတာတော့မင်းဘယ်လိုဆက်လုပ်ဦးမှာလဲလာထိုင်စမ်းမင်းကိုကြိုက်လားတကယ်တုံဆိုင်နေတာပဲဘာမှဆက်မပြောနဲ့တော့မင်းကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒီဘဝမှာမင်းကကိုလူပဲဒီနေ့ကြည့်ရတာအရင်ကထပ်ပို့ပြီးတော့ကိုခံရနေတယ်လို့ပဲတဝက်လောက်ဖြစ်သွားပြီပေါ့ဒီတခါတော့ချန်ကျူကိုလမ်းပေါင်ဈေးတန်းမှာတော့ရှင်တန်းလို့မရအောင်လုပ်မယ်တထေးရီငရုတ်သီးစိမ့်ဝက်သားကြော်တပွဲလောက်ပေးပါဟုတ်ကဲ့ဒီကနေ့ကစပြီးသူကပဲတထေးကျမကတထေးကတော့ဖြစ်ပြီးနော်လက်ထပ်ပြီးသားဖြစ်သွားပြီမို့လို့ခမားတို့မမျော်လင့်နဲ့တော့အခွင့်အရေးမရှိတော့ဘူးဟာအိုယိုပိုင်းနာလိုက်တာတေးလောက်အောင်နာတယ်ခမားတို့ဟင်းမှာပြဿနာရှိတယ်မင်းဘာမှမဖြစ်ဘူးမဟုတ်လားဟာဟင်းမှာပြဿနာရှိစရာမရှိဘူးမင်းကတမင်လုံးကြံနေတာမလားကျုပ်ကဘာကိုတမင်လုံးရမှာလဲအိုယိုတေးလောက်အောင်နာလိုက်တာဦးအတက်ရောင်နာများဖြစ်တာလားမဖြစ်နိုင်ဘူးကျုပ်ဦးအတက်ကအရင်တည်းကဖျက်ထုတ်ထားပြီးသားခမားတို့လောက်တာတွေမတန့်ရှင်းဘူးအိုယိုကျုပ်အစိတ်တင်ပြီးကျုပ်တည်တော့မယ်ဖာလူကျုပ်ဒီမှာလမ်းဘေးဈေးဆိုင်ဖွင့်တာနှစ်ပေါင်းများပြီးဝက်သားနဲ့ဟင်းသီးဟင်းရွက်တွေအကုန်လက်ဆက်ဝယ်ထားတာဘယ်သူမှဝိုင်းပြက်ဝမ်းရှော့ဖြစ်ဘူးတာမရှိဘူးခမားတို့လောက်တဲ့ဟင်းတွေမတန့်ရှင်းဘူးကျုပ်ကျမ်းမာရေးစစ်ဆေးရေးကိုဖုံးဆက်ပြီးတိုင်မဲ့နာလိုက်တာခမားပြောစမ်းတခြားလူကများဒီဆိုင်ကိုဖျက်ဆီးဖို့ခိုင်းလိုက်တာလားဘယ်သူမှမခိုင်းဘူးဘယ်သူမှမဟုတ်ဘူးအိုယိုကျုပ်ပိုက်ပါစနာလာပြီးခမားတို့အကုန်လုံးပွဲစားတွေကြီးပဲကျုပ်ကိုလိမ့်လေပြီးငွေညစ်မလို့မစင်းစားနဲ့ဟင်းပစ္စည်းတကယ်ပဲပြဿနာရှိနေတာလားမဖြစ်နိုင်ဘူးဟင်းပစ္စည်းတွေအကုန်လုံးကလက်ဆက်ပဲကျုပ်ဝယ်လာပြီးရေခဲတက်တာတွေထည့်ထားတာအမှားယွင်းလုံးဝမရှိဘူးကျုပ်တို့တွေအစားတော့အစိတ်တင်ကုန်ပြီးမင်းကပါဆက်အမာနဲ့ညင်းနေသေးတယ်မြန်ရော်ကြီးပေးမြန်ဆေးရုံဖို့ဒါမှမဟုတ်ရင်ကျုပ်တို့တိုင်မဲ့အိုယိုတေလောက်အောင်နာတယ်ရော်ကြီးမပေးမချင်းဒီကိစ္စပြီးဆုံးမှာမဟုတ်ဘူးတိုင်ချင်းတိုင်
လိုက်စမ်းလူတွေအကုန်လုံးကိုအမှန်တိုင်းမြင်ပါစေခင်ဗျားတို့ပဲတမင်လာရှာတာလားကျုပ်ဟင်းမှာပဲပြဿနာရှိတာလားဆိုတာနာကျင်လိုက်တာအေးဆက်လိုက်တာကျုပ်တို့စီကိုတိုင်ကြားစာဖုန်းခေါ်ဆိုမှုရထားပါတယ်ဘာတွေဖြစ်တာလဲသူတို့လမ်းဘေးဆိုင်ကတက်တန်းကုန်သွားတဲ့ကုန်ကျန်းပစ္စည်းတွေကိုတုံးထားတာကျုပ်တို့တွေအားလုံးအစားတောက်အစိတ်တင်ကုန်ပြီးနာကျင်လိုက်တာသူလိမ့်နေတာကျုပ်ရဲ့ကုန်ကျန်းပစ္စည်းတွေကဘာပင်လဲစားအမဲပေါက်ဖက်တွေမှမဟုတ်ပေမဲ့လုံးဝကိုလက်ဆက်ပါတယ်တာရွေးတာပစ္စည်းတွေမတန့်ရှင်းမှုဆိုရင်ကျုပ်ရဲ့ဒီဈေးဆိုင်ကဘလို့လုပ်ပြီးဒီလောက်တောင်နှစ်တွေများစွာဖွင့်နိုင်မှာလဲဘလို့လုပ်ပြီးဒီလောက်တောင်ဖောက်တီဟောင်းတွေရှိမှလဲခမားရဲ့ကုန်ကျန်းပစ္စည်းတွေမှာပြဿနာမရှိဘူးဆိုတာဘလို့တက်တည်ပြမှာလဲကျုပ်တက်တည်ပြမယ်ခမားတို့ကြည့်ပါဦးကျုပ်စားတာဘာမှတော့မဖြစ်ဘူးဒါကြောင့်မလို့ကျုပ်တို့ရဲ့ကုန်ကျန်းပစ္စည်းတွေကကျုပ်ခမားဘလို့ဖြစ်တာလဲကျုပ်အိမ်သာသွားခြင်းလို့ဒီလမ်းဘေးဆိုင်ကဒီချိန်ကစပြီးနာမည်ပြတ်သွားပြီးဒီတခါတော့ချန်ချိုဘလို့လုံးလူတက်တည်ခံပစ္စည်းအကုန်စင်ရှိနေပြီးခမားတို့မှာဘာပြောစရာကြံသေးလဲမဖြစ်နိုင်ဘူးလုံးဝကိုကျွန်တော်ရဲ့အစားအစာပြဿနာမဟုတ်ရပါဘူးဒီချိန်ထိရောက်နေပြီပဲဗစက်မှမနေနဲ့တော့ခမားတို့အရေးချင်းမပြည့်မီတဲ့အစားအစာတွေကိုသုံးဆွဲခဲ့တဲ့အတွက်ဈေးကွက်စီမံခန့်ခွဲရေးဌာနနဲ့ကျန်းမာရေးစစ်ဆေးရေးဖြူတို့ပူးပေါင်းပြီးခမားတို့ရဲ့လမ်းဘေးဆိုင်နဲ့ပတ်သက်ပြီးအောက်ပါအတိုင်းအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ဝမ်ပြက်ဝမ်ရှော့ဖြစ်ပြီးအစားအစာစိတ်သင့်တဲ့ဖောက်သည်တွေကိုရော်ကြေးပေးရပါမယ်။ဒါအပြ။လုပ်ငန်းလိုင်စင်ယာယီရဆိုင်ပြီးဒဏ်ငွေယွမ်3000ပေးဆောင်ရပါမယ်။ပြင်ဆင်မှုမပြီးမြောက်မချင်းဆိုင်ဖွင့်လှစ်ခွင့်မရှိပါဘူး။အချိန်ရတဲ့အခါဒဏ်ငွေသွားဆောင်လိုက်ပါဒီတစ်ခါတော့သင်ခန်းစာတစ်ခုအဖြစ်မှတ်ထားပါအတွေ့အကြုံကနေသင်ခန်းစာယူပါဒီလိုအရေးသွေးညံ့တဲ့အစားအစာတွေကိုဆက်မသုံးပါနဲ့တော့မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့မှာအရေးချင်းမပြည့်မီတဲ့အစားအစာတွေလုံးဝမရှိပါဘူး။ခင်ဗျားတို့ကျွန်တော်ကိုယုံကြည်ပေးကြပါကျွန်တော်အပြစ်မရှိပဲမတရားဆွဆွဲခံရတာပါဒီလိုလုပ်ကြရအောင်လားဒီအရေးချင်းမပြအမိတဲ့အစားအစာတွေကိုတင်စီထားမယ်တက်ဆိုင်ရာဟင်းပွဲတွေကိုနမူနာယူပြီးစစ်ဆေးအတည်ပြုချက်ရယူပါမယ်ဓာတ်ခွဲစစ်ဆေးချက်အစီရင်ခံစာထွက်လာမှသာထပ်မံအရေးယူဆောင်ရွက်သွားမှာပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့အပြည့်ကင်းစင်မှုကိုတေချာပေါက်တက်တည်ပြပါမယ်ကြန့်ရှိနေတဲ့အစားအစာတွေနဲ့ဟင်းပွဲတွေပြီးမြောက်သွားတာတွေကိုအကုန်ထုတ်ပိုးတင်ဆက်ပြီးစစ်ဆေးရေးဌာနကိုအတည်ပြုချက်အတွက်ပေးအပ်လိုက်ပါခင်ဗျားကတော့တော်တော်ရက်ဆက်တာပဲခြံကြကလမ်းဘေးဆိုင်မှာခက်ခဲနဲ့အခြေကျအောင်လုပ်ထားရတာကိုခမရကသူ့ဆိုင်ကိုဖျက်ဆီးပစ်လိုက်တယ်ဒီလိုမလုပ်ရင်သူကဘလို့လုပ်ပြီးလိမ္မာပါနဲ့စွာနဲ့ငါစီကိုပြန်လာပြီးအကူအညီတောင်းမှလဲသူတကယ်ပဲပြန်လာမှလားခြံကြဆိုတဲ့လူကစလိုက်မှလေသူ့မှာအခုသွားစရာချလန်းရှိသေးလို့လားခမရကသူ့ကိုအလိုတိုင်းဖြစ်အောင်ဒီလောက်တောင်ဆွဲလန်းနေတာလားကျွန်တော်သူ့ကိုကျွန်တော်အပေါ်တစ္ဆာရှိစေရုံနဲ့မကဘူးသူဘလို့မှကျွန်တော်ကိုမရှင်းနိုင်ဘူးဆိုတာကိုပါသိစေချင်တာခမရတော့လွန်သွားပြီဟာဒီမှာစစ်ဆေးချက်အစီရင်ခံစာအစားအစာလည်းမပျက်စီးဘူးညှို့ကိန်းတွေလည်းကိုက်ညီတယ်ဒါပေမဲ့မျက်နှာပြင်မှာဝမ်းပြက်ဝမ်းရှော့ဖြစ်စေတဲ့ပါဝင်ပစ္စည်းပါနေတဲ့လူတစ်ယောက်ကတမင်တကာစိတ်ခတ်လိုက်တာလို့ပြောချင်တာလားဟုတ်တယ်စစ်ဆေးချက်အစီရင်ခံစာထွက်လာပြီးခင်ဗျားတို့ကြည့်လိုက်ကြပါစစ်ဆေးတွေ့ရှိချက်အရခင်ဗျားတို့ရဲ့အစားအစာတွေမှာတကယ်တော့ပြဿနာမရှိဘူးလူတစ်ယောက်ကအစားအစာတွေပေါ်မှာဝမ်းပြက်ဝမ်းရှော့ဖြစ်စေတဲ့ဓာတုဆေးဝါးကိုခိုးပြီးဖြန်းထားတာပါတစ်ယောက်ကကျမတို့အစားအစာတွေကိုတမင်တကာဝမ်းနှုတ်ဆေးခတ်ခဲ့တာလို့ပြောတာလားခင်ဗျားတို့လူမုန်းခံထားရပုံပဲတစ်ယောက်ကခင်ဗျားတို့ရဲ့ဟင်းပွဲတွေနဲ့အသားသိမ်းဆေးတဲ့ရေခဲတစ်တာထဲမှာလက်ရပြထားတယ်ဘသူမြစ်တာနဲ့အမိုက်ကောင်ကလှုပ်လိုက်တာလေငါတော့သူ့ကိုအလွတ်မပေးဘူးဒါကတရားဝင်ထုတ်ပေးထားတဲ့တက်တီခံလက်မှတ်ဖြစ်ပြီးခင်ဗျားတို့တမင်တကာပုံဖြတ်ခံလိုက်ရတာကိုတက်တီပြနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်သတိပေးရအောင်မယ်ကာကွယ်ရေးအသိစိတ်ဓာတ်ကိုမဖြစ်မနေမြင့်တင်ရမယ်အစားတောက်တူလောင်ခန်းမှာလုံခြုံရေးကင်မရာတက်ဆင်ထားတာအကောင်းစုံမဲ့ပြဿနာပေါ်လာရင်ပထမဆုံးအချိန်မှာတင်တက်တည်အထောက်ထားကိုထိမ့်သိမ်းထားပါရည်ရွယ်ချက်ရှိနဲ့လုပ်တဲ့လူတွေအခွင့်ကောင်းယူတာကိုရှောင်ရှားနိုင်ဖို့ပေါ့ကျေးဇူးတင်ပါတယ်ဘယ်သွားမလဲငါ့ကိုလုတ်ကြံရတဲ့မြေကြီးတဲ့တူရရင်တော့ငါဒီကောင်ကိုရှာထုတ်မယ်တွေးရှိချက်ရှိလားဝင်လာတဲ့ဒီလူကအရန်ကျွမ်းကျင်တဲ့လက်ရတော့မကြံခဲ့ဘူးအရေးအမွက်ရှာတွေးဖို့ခက်လိမ့်မယ်နီလန်လုံးဝမရှိဘူးလားမင်းတာမန်အချိန်မှာဘသူနဲ့အမုန်းတရားရှိလဲအမုန်းတရားကဗုဒ္ဓဟူးနေ့တေချာပေါက်ဗုဒ္ဓဟူးနေ့ပဲသူကငါအယောင်းဝယ်ကောင်းတာကိုအမြဲတမ်းမနာလို့ဖြစ်နေတာအရင်ကလည်းအကြောင်းမဲ့လာရှာတတ်သေးတယ်နောက်ွယ်မှာဒီလိုလက်သက်မွေးပြီးလောက်ကြံလိမ့်မယ်လို့မထင်ထားဘူးမဖြစ်ဘူးငါသူ့ကိုတွားရှင်းရမယ်ဒီကိစ္စဒီလောက်နဲ့မပြီးဘူးမင်းအရင်စိတ်လျှော့ပါအောင်တက်တေအထောက်ထားမရှိဘဲနဲ့ဒါအဆန်ဖြစ်မနေဘူးလားအစောကြီးဖြစ်နေတယ်လို့ပြောနေတာလားနဲလက်သမားတွေကနေချင်းပြီးလက်တုပ်ပြန်ဖို့ကိုအလေးထားတယ်ဟေ့ဝူလျှောက်၍မင်းယူနေပြီလားမင်းလောက်တာလားဆိုတာပြောစမ်းပါဘာကိုငါလောက်တာလဲငါမငင်းဘူးလားငါဘာကိုညင်းရမှာလဲငါမင်းပတ်ဆက်တင်းခံနေတာကိုငါပြမယ်ငါခံမှန်းတာမှန်သွားပြီပေါ့အတွေ့အကြုံရှိမှအတိတရားရတယ်ဆိုတာတကယ်မှန်တာပဲဒီတစ်တုံးလို့အုံနောက်နဲ့မင်းချန်ကြိုတောင်ဒီကိစ္စကိုငါလူလွတ်တာမှန်တကယ်ပေါက်မြောက်အောင်ခံမှန်းနိုင်လိမ့်မယ်လို့မထောက်မိဘူးဒါပေမဲ့မင်းမှာတက်တည်ရှိလို့လားဟာဒီတစ်ခါတော့ယုံပြီပေါ့ငါစူးစမ်းကရုပ်ဆိုးပေမဲ့စိတ်ဓာတ်ကတော့အရန်တန်ရှင်းပါတယ်ငါနဲ့ဝေးနေစမ်းငါရဲ့ရုပ်ရည်ကချန်ကြိုလိုလူဖြူလေးနဲ့ရှင်ရင်နည်းနည်းလေးညံ့နေလို့လားဘာလို့ငါ့ကိုတရားမျှတတဲ့အခွင့်အရေးတစ်ခုမပေးရတာလဲထက်စကားများနေရင်မင်းရဲ့ဆိုင်ကိုရိုက်ချိုးပစ်မယ်ရိုက်ချိုးပြီးသားဖြစ်နေပြီပဲလူခေါ်လိုက်လေသူတို့ကငါလူကိုစော်ကားနေတာဒီနေ့ဒီစရင်ကိုရှင်းရမယ်ငါကမင်းကိုပေးမစားဖို့မူးနေရအောင်ပေးပြီးပြီလေဘာလို့ဆက်ပြီးမပြီးနိုင်မစည်းနိုင်ဖြစ်နေရတာလဲမလုံလောက်ဘူးအများကြီးမလုံလောက်သေးဘူးငါကမင်းရဲ့ပေးမစားဖို့မူးနေရကိုလူရဲ့ယုံတင်မကပဲမင်းရဲ့ဇနီးကိုပါလူယူခဲ့တာမင်းကိုငါရှိမှဒူးထောက်ပြီးခြေဝါးကိုလျက်ခိုင်းဦးမှာမင်းကခွေးမသားယူကြောင်ကောင်းပဲတေအောင်သာရိုက်ကြဆန်းငါလူကိုမစော်ကားနဲ့လာကြည့်ကြပါဦးဟဲ့လူတွေအားလုံးရက်လိုက်ကြဆန်းနဲ့သူ့ယောက်ျားကိုအနိုင်ကျင့်နေကြပြီးငါနဲ့အတူတွားကူကြမယ်ငါတို့လူကိုလာအနိုင်ကျင့်ရဲတယ်ဟုတ်လားသူတို့နဲ့ရင်ဆိုင်ကြမယ်ကဲတော်လောက်ပြီးမင်းကိုကြည်စံရည်နစ်နေတဲ့ခွေးတစ်ကောင်နဲ့ဘာများကွာချလို့လဲတိတက်ရင်လမ်းစားပြောက်နေပြီပဲကိုခွေးလာဖြစ်လိုက်ပါတော့အ ਨੇ ဆုံးတော့လမ်းပေါ်မှာတောင်းစားနေရတဲ့လေလွင့်ခွေးတစ်ကောင်လိုတော့ဖြစ်မသွားဘူးပေါ့ငါတောင်းစားရရင်တော့မင်းရဲ့ခွေးတော့မဖြစ်ဘူးပျော့စီစီခမင်းတောင်မစားရတော့
ဘူးမင်းမှာဘလို့နောက်ဆုတ်เสียလမ်းဆရှိသေးလဲငါတို့လုံးဝနောက်မဆုတ်เสียမလိုဘူးကျမ်းမာရေးစစ်ဆေးရေးဌာနကအတီးပြုပြီးသားပဲငါတို့ရဲ့ပါဝင်ပစ္စည်းတွေမှာပြဿနာမရှိဘူးငါတို့ရဲ့လမ်းဘေးဈေးဆိုင်ကဆက်ဖွင့်သွားမှာတယ်မကဘူးအကြီးစားအထိပါလုပ်ပြမယ်တောင်းပန်ပါတယ်မင်းကိုမျှော်လင့်ချက်ကုန်စေရလိမ့်မယ်မဖြစ်နိုင်တာမယုံရင်ဈေးကွက်စောင့်ကြည့်ရေးဘက်သွားပြီးမေးကြည့်လိုက်နောက်ဆိုရင်ငါမင်းရဲ့ပြောစီစီထမင်းကိုမစားတော့ဘူးမင်းထွက်သွားတော့ငါဘက်ကကျွေးမွေးမယ်ငါအဲ့ဒီလိုလုပ်ခဲ့တာအားလုံးမင်းအတွက်ကောင်းဖို့ပါပဲမင်းသာငါနောက်လိုက်လို့ရင်မင်းကောင်တယောက်ကိုကျွေးမွေးဖို့ဆိုတာလွယ်ကူပါတယ်မလိုဘူးငါလမ်းဘေးဈေးဆိုင်ဖွင့်ရရင်တော့မင်းကိုအနိုင်ယူပြမယ်မင်းကိုမြေပေါ်မှာသွားဖျက်ကြသည့်အထိရိုက်နှက်ပြမယ်မင်းကများကြည့်ရတာမင်းဦးနောက်ကလုံလုံလောက်ရှင်းလင်းနေသေးပုံမပေါ်ဘူးဆက်ပြီးရိုက်ကြတောင်းပန်တဲ့အထိဆက်ရိုက်ဆမ်းမသွားပြီးငါရက်လိုက်ပြီအာဒီကိစ္စနဲ့မင်းတို့နဲ့မဆိုင်ဘူးဟာတာမလုံးနဲ့ဝင်မစွတ်နဲ့မဆိုင်ဘူးလို့ပြောလို့စဆိုင်သွားမလားသူတို့နှစ်ယောက်ကငါတို့လိုပဲလမ်းဘေးဈေးတွေပဲလေမင်းတို့ကပြိုင်ဘက်တွေမဟုတ်ဘူးလားပြိုင်ဘက်ဖြစ်ရင်တော့တရားမျှတစွာရှင်ပြိုင်ရမှာပေါ့မင်းလိုလူယုံမှမျိုးလို့ထင်နေလားငါပြောတာမင်းကိုပဲဘလို့လဲလက်စွမ်းပြကြမလားလူမဆန်လိုက်တာမင်းတို့လူရိုက်တာကြတော့အကြောင်းပြချက်ခိုင်လုံတယ်လို့နဲ့ငါတို့လက်ပါလိုက်တာကြတော့လူမဆန်ဘူးတဲ့မင်းကတကယ်နှစ်ခါသုံးခွင်ကောင်းပဲမင်းဒါမျိုးထပ်ပြောရဲသေးလားနှစ်ခါသုံးခွင်ကောင်းဆိုဘလို့နေလဲလူချင်းရိုက်ချင်လို့လားလေဟောမင်းတို့နဲ့အချိန်မဖြုံးချင်ဘူးသွားကြမယ်မသွားနဲ့ဘလို့သဘောလဲလူလဲရိုက်ဈေးဆိုင်လဲလူပြီးတော့ဒီအတိုင်းထွက်သွားလို့ရမယ်မထင်နဲ့အဲ့လောက်တော့မလွယ်ဘူးစေယုံစရိတ်ခီးစရိတ်ဆိုင်ကွန်စိတ်ပိုင်းဆိုင်ရာနစ်နာကြီးဂုံတိတ်ခါထိခိုက်မှုအတွက်နစ်နာကြီးအကုန်ရောရမယ်မလျှော်ရင်ဘယ်လိုလုပ်မလဲစူးစမ်းကြည့်လေအားဒီလောက်လဲတသိန်းတပြားမှရောလို့မရဘူးမင်းကတကယ်ပဲတောင်းရဲလာချီလားမပေးရင်ရဲတိုင်မှာမင်းတို့ကြောက်စိမ့်စေးထဲမှာစိတ်ခတ်မယ်လို့ပြောတာကိုငါအကုန်အတန်ဖမ်းထားတယ်အဲ့ဒီခါကျရင်မင်းကပတ်စံရော်ယုံတင်မကဘူးထောင်ထဲပါဝင်ရလိမ့်မယ်အလေးအပေါ်ဘယ်ဟာကပိုလဲကိုဟာကိုရွေးပြီးတော့တသိန်းတပြားမှရောလို့မရဘူးမင်းတို့နောက်တက်ရလိမ့်မယ်စကားများမနေနဲ့ခြံကြမင်းကဘယ်တော့ကလေးကဒီလောက်တောင်အရှုံးပေးတတ်သွားတာလဲမင်းငါကိုပူပေါင်းပြီးလှည့်စားတဲ့ကပေါ့ကောင်းပြီတော့ဒီမှာယူလိုက်မင်းတို့ထွက်သွားလို့ရပြီအခုတော့အသာစီးရနေတာပေါ့ခဏနေရင်မင်းကိုအသေးဆိုးနဲ့တေးစေရမယ်ဒီနေ့တော့အင်္ဂါနေ့ကိုကျေးဇူးတင်ရမယ်အင်္ဂါနေ့တာလူတွေနဲ့အတူဝင်ပြီးရဲရဲဝံ့ဝံ့မကူညီခဲ့ရင်ကိုနဲ့ဆောက်ရွှေတို့တဝက်တစ်ပြက်တေးအောင်အရိုက်မခံရရင်တော့မျက်နာတွေဝက်ခေါင်းလိုဖူးရောင်ကုန်ကြမှာတေးကြတယ်ခမ ्या ကမှဝက်ခေါင်းဒီဘက်ကလေဘီလူးမလေးကလှလေးလေဟာဟာဟာဒီနေ့တော့ကိုတို့နှစ်ယောက်ရှင်းမယ်ဘာစားခြင်းလဲကြိုက်တာမှာဆောက်ရွှေခမ ्या လဲတော်တော်ကက်ဆေးနေတာပဲဒီဆိုင်ကိုအစအဆုံးဝယ်လိုက်ရင်တော့ကြက်9000မကုန်ပါဘူးဒါကကိုတို့နှစ်ယောက်အသားထူလို့ရလာတဲ့ပတ်စံပဲရှာတောက်တုံးလို့ဘယ်ဖြစ်မလဲချန်ကျူးခမ ्या တကယ်မီရှလင်စဖို့မှုဟုတ်လားအတိတ်ကအကြောင်းတွေပါမီရှလင်စဖို့မှုတွေကအဲ့လောက်မိုက်တာလားဘလို့လို့စဖို့မှုဖြစ်ဖို့အဲ့လောက်လွယ်ရတာလဲဟာဟာဟာတကယ်တော့မီရှလင်စဖို့မှုဖြစ်လာဖို့ဆိုတာတကယ်မလွယ်ပါဘူးဟုတ်ပါတယ်အဲ့လောက်ဆူဆူရွရွချက်တက်ဖို့ကတကယ်မလွယ်တာပါဟာဟာဟာခမ ्या တို့တော့ကြတော့ကိုလူချက်တာကဒါမကောင်းတာပုံစံကတော့ကောင်းတာပဲခမ ्या တို့ထဲမှာသူ့ထက်တာအောင်ဟင်းဒီဟင်းရွက်တွေလှိနိုင်လို့လားဒါအဲ့ဒီတတိတွေရဲ့အရသာခံစားနှုန်းကတာမန်နဲ့မတူလို့ဖြစ်မှာပေါ့အဲ့ဒါတော့တေချာမပြောတတ်ဘူးဟုတ်သားပဲသူတို့ကဘလို့လောက်ခမ ्या ကိုဒုက္ခပေးတာလဲသူတို့ကကိုကိုပြန်လာစေချင်လို့လေတကယ်လားတကယ်ပေါ့ဘာလို့ခမ ्या ကိုပြန်လာစေချင်တာလဲသူတို့ကဖောက်တယ်တွေကျင်းနေမဲ့ဟင်းပွဲတွေမချက်နိုင်တော့ဘူးကိုကိုပြန်လာကူခိုင်းတာဆိုလိုတာကရှေ့ဆုံးကလူကခမ ्या ထက်တောင်ပိုဆိုးအောင်ချက်တတ်တာပေါ့သူကအဝေးကြီးလို့သေးတယ်ကိုနဲ့ရှင်လို့ကိုမရဘူးချန်ကျူးခမ ्या ကကြည့်ရတာရိုးသားပုံပေါ်ပေမဲ့ကြွားတတ်တာပဲဟာဟာကိုမကြွားပါဘူးတကယ်မကြွားပါဘူးယုံပါတယ်ဒီလူကတကယ်ရင်နွေးချမ်းထဲမရဘူးဟုတ်တယ်ငါသုံးလို့ရတဲ့နည်းတွေအကုန်သုံးပြီးပြီအဲ့ဒီကောင်ကလုံးဝအလုံးမဖြစ်ဘူးအဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲငါလည်းမသိဘူးတကယ်အကြက်တဲတွေ့နေပြီးစာမတက်ပဲကိုမီးလို့ဘသူပြောကြလဲငါဘဝမှာအလုပ်ဖြစ်ဆုံးနဲ့အမှားယွင်းဆုံးဆုံးဖြတ်ချက်ကမင်းကိုတတိလောက်ခွင့်ပေးခဲ့မိတာဖြစ်မယ်မောင်နှမမင်းကကိုယ့်ရဲ့မောင်လေးကိုအဲ့လိုပြောတာမတင်တော့ဘူးမို့လားမင်းသိရဲ့လားရုံချုပ်ကကိုတို့ရဲ့လှုပ်အားကိုအယမ်းမကြည်မနှက်ဖြစ်နေတယ်ဒီတိုင်းဆက်သွားရင်ကိုတို့နှစ်ယောက်လုံးအလုပ်ထုတ်ခံရလိမ့်မယ်မန်နေဂျာမူထီမကောင်းတော့ဘူးစွန်ဒေါသထွက်နေပြန်ပြီးအမိုက်တွေအကုန်လုံးအမိုက်တွေကြီးပဲမင်းတို့ဖွင့်ထားတာစားတောက်ဆိုင်မဟုတ်ဘူးကျင်ငယ်တွင်စွန်စိတ်မဆိုးပါနဲ့မိဖို့ချောင်းကိုပြန်ချက်ခိုင်းပါမယ်မင်းပြောချင်တာကကိုကအရသာမရှိတဲ့အစားအစာတစ်ခါစားပြီးသွားပြီးနောက်တစ်ခါထပ်စားရအောင်မလားစိတ်ချပါဒီတစ်ခါတော့တေချာပေါက်စိတ်ပြက်စေရမှာမဟုတ်ပါဘူးမင်းအာမခံနိုင်လားအာမခံပါတယ်ဒါပေမဲ့မင်းကအဲ့ဒီအမိုက်ချက်နီးနေပဲငါကိုကျွေးရင်မင်းတို့ဆိုင်မဖွင့်နဲ့တော့မန်နေဂျာဘယ်လိုလုပ်ကြမလဲငါ့ကိုလာမမေးနဲ့ဘသူကိုသွားမေးရမှန်းမသိဘူးလင်းချူမင်းမှာယုံကြည်ချက်ရှိလားလမ်းပေါ်ဆိုင်ကနေဟင်းတွေသွားမှလိုက်ချင်တဲ့တကယ်ကိုမိုက်ရိုင်းတာပဲဟေ့လူဘာစားမလဲငါ့ကိုရှန်ကျန်းဆုံးပဲအသေးပင်လယ်စာပုစွန်နဲ့ခရူးကင်တပွဲပေးပါပြီးတော့အီတလီပူလာတာဒင်ခဲခရမ်းကျင်တီနိုစီနဲ့ဘာဒန်စေးတုပ်တပွဲထပ်ထည့်ပေးပါဆိုင်ထုတ်ယူသွားမယ်ခမ ्या ဘာပြောတာလဲတခိုးလူယုံမှလိုနဲ့လူကောင်းတယောက်လိုမဟုတ်ဘူးခမ ्या ဆိုင်လာဖြစ်တာမလားမဟုတ်ပါဘူးကျွန်တော်တကယ်အစားတောက်လာမှလာပါလုပ်လို့မရဘူးခမ ्या ပြောတဲ့ဟင်းပွဲတွေကိုကိုတခါမှတော့မကြားဘူးခမ ्या လုပ်လို့မရရင်သူ့ကိုလှုပ်ခိုင်းလို့ရတယ်ခမ ्या ကတကယ်ဘသူလဲကျွန်တော်ဘသူမှမဟုတ်ဘူးရှင်လင်ခင်ပွန်းရေလာပါဦးဟင်းတောင်မချက်ရသေးဘူးလေကျွန်တော်မလိုတော့ဘူးရှောင်းဆုံချန်ချူမတွေ့ရတာကြပြီးနင်ဒီကိုဘာလာလောက်တာလဲသူမလိုက်တာတွေကငါတခါမှမကြားဘူးတဲ့ဟင်းပွဲတွေကြီးပဲဘဲတဲနဲ့ပစုံကြီးဆိုလားအတိတ်ပဲမရှိလိုက်တာတောင်းပန်ပါတယ်ရှောင်းဆုံငါတို့ဆိုင်မှာကအင်ချက်ဟင်းတွေကြီးပဲရှိတာနင်ပြောတဲ့ဟင်းတွေငါတို့စီမှာဘာမှမရှိဘူးဒီဟင်းပွဲတွေကဝေရန်စားတောက်ဆိုင်မှာအကုန်မရှိဘူးလားဒါပေမဲ့နင်တယောက်တည်းပဲဒါတွေကိုကောင်းကောင်းလုပ်နိုင်တာလေနင်ကငါ့ကိုလှုပ်ခိုင်းပြီးစားတောက်ဆိုင်ကိုပြန်တဲသွားပြီးဧည့်သည်တွေကိုကြွေးကျင်လို့လားဟုတ်တယ်
မဟုတ်ဘူးကိုယ်တိုင်စားချင်လို့ပါတထေးစုံကစားချင်နေတာဒီဟင်းပွဲတွေနဲ့ပတ်သက်ပြီးဘလို့လုံးမသူ့ကိုအလိုမကျအောင်မလုပ်နိုင်ဘူးဒီထက်သာဆက်ပြီးမကောင်းဘူးဆိုရင်ငါတို့အားလုံးအထုတ်ခံရတော့မှလို့သူပြောတယ်နားလည်ပါပြီစဖို့မူးချန်ငါတို့ကိုကူညီပေးပါနော်တောင်းပန်ပါတယ်ဒီအကူအညီကိုငါမကူညီနိုင်ပါဘူးဘလောက်ကြာဦးမှလဲချက်ချင်းပဲရောက်ပါတော့မယ်တခင်ဆုံကျွန်တော်အရင်ဦးဆုံးအစကြိုဟင်းပွဲလေးတွေတင်ပေးပါရစေမလိုဘူး2 နာရီမတိုင်ခင်အစားအစာတွေရောက်ကိုရောက်ရမယ်အကယ်၍ငါ့ကိုမကျေနပ်စေရဘူးဆိုရင်အကျိုးဆက်ကအလွန်ဆိုးရလိမ့်မယ်နားလည်ပါတယ်တခင်ဆုံခဏလောက်စောင့်ပေးပါဘာလို့ဒီလောက်ကြာနေတာလဲဆိုတာတွားကြည့်လိုက်ပါဦးမယ်စပိုးမူးချန်ကျေးဇူးပြုပြီးကူညီကြပါဦးကျွန်တော်တို့တကယ်ပဲလမ်းစာပြောင်းနေပါပြီကျွန်တော်လမ်းစာပြောင်းနေချိန်တုန်းကတော့ဘယ်သူမှထွက်ပြီးမကူညီခဲ့ကြဘူးပိုဆိုးတာကခမရပြောတဲ့ဟင်းပွဲတွေကိုကျွန်တော်အခုအမှန်တကယ်မလုပ်နိုင်ဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲခမရကမီရှလင်ကျဲပွင့်3ပွင့်စပိုးမူးလေးကျွန်တော်ကတော့ဖားပြတကောင်လိုရေတွင်းထဲမှာပဲနေနေတဲ့သူပါပဲထွက်လာမှကိုထင်ရလုပ်ခဲ့တဲ့ဟင်းချက်လက်ရကဘယ်လောက်တောင်ရေးစရာကောင်းလဲဆိုတာသိရတယ်စပိုးမူးချန်ခမရအဲလုံးပါတယ်ဈေးနှုန်းကိုသာပြောပါဘယ်လောက်ပေးရကျွန်တော်ပေးမယ်တပွဲကို9000ကျပ်ပေးရရင်တော့လက်ခံပါတယ်လင်းရှင်းကဒီလိုပြောခိုင်းလိုက်တာလားဘာမှမပြောနဲ့တော့ကိုရေးကိုတာရန်ညိုးတွေကိုဖယ်ထားလိုက်ရင်တော့ဟင်းချက်လက်ရမှာအောင်မြင်မှုအစ်စ်မရမချင်းကျွန်တော်ထပ်မချက်တော့ဘူးပြန်တော့လင်းရှင်းနဲ့ဟူယူလင်ကိုသူတို့ဖန်တီးထားတဲ့ပြဿနာကိုသူတို့ဘာသာပဲဖြေရှင်းခိုင်းလိုက်တော့မင်းကလည်းယုံစရာကြီးငါဟင်းချက်နေတာလေအဲ့ဒီလိုယုံစရာတွေမပြောနဲ့လို့ပြောထားတာပဲကိုမသွားပါတယ်နောက်တစ်ခါတေချာပေါက်ပြင်ပါမယ်ဒါမှဟုတ်မှာပေါ့အဲ့လောက်များတဲ့ပုံကိုကြီးရဲ့ငွေကိုဘလို့မရှာတာလဲဒါကဂုံတိတ်ခါအတွက်တိုက်ပွဲပဲငွေကြီးနဲ့မဆိုင်ဘူးကောင်းပြီလေခမ ्या ကိုခွင့်လွှတ်လိုက်ပါပြီဘလို့ပဲဖြစ်ဖြစ်ကိုကကိုရဲ့အမျိုးသားပဲဟာကိုရကြတွေအကုန်လုံးမျက်နှာဆက်တက်ကြတာသိပါတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့အကအချက်လက်တစ်ခုတော့ရှိတယ်ဘလို့အချက်လဲခမ ्या ချက်ထားတဲ့ဟင်းကိုစားကြည့်ခြင်းနဲ့ခမ ्या စားဖူးပြီးသားမဟုတ်ဘူးလားတေးလောက်အောင်စိုးတယ်လို့ပြောပြီးတော့လေခုနကသူပြောသွားတဲ့ပစုံထုံးတဲ့ခီးယူကိုစားကြည့်ခြင်းတာပါချက်မလားချက်မယ်ဘာစားခြင်းလဲအကုန်ချက်ပေးမယ်ခမ ्या မစိုးဘူးလို့ထင်သမျှကာလပတ်လုံးပေါ့ဟင်းသီးဟင်းရွက်တွေဝယ်ပြီးပြီလားလူငယ်လေးကပြန်မလာသေးဘူးအထွေထွေမန်နေဂျာစုံစုံကဒေါသထွက်နေပြီးဆက်ဆောင်နေရင်ငါတို့အားလုံးအလုပ်ပြုတ်ကုန်လိမ့်မယ်အားလုံးကချမ်းချိုးကြောင်ပဲတနေ့ကျရင်သူ့ကိုငါခြေတော့အောင်မှလုံးဝလဲကျသွားစေရမယ်ဘယ်တော့မှပြန်မထလာနိုင်အောင်လုပ်ပြမယ်တော်တော့ဒီချိန်ရောက်မှတော့အဲ့ဒီလိုအလကားစကားတွေမပြောနဲ့တော့အခုချက်ချင်းနီးလန့်ရှက်ရမယ်မန်နေဂျာစဖို့မှုကျွန်တော်ပြန်လာပါပြီဟင်းသီးဟင်းရွက်တွေကချမ်းချိုးကမလုပ်ဘူးပြောတယ်သူငါ့ကိုတေးစေချင်နေတာပဲအခုမှအဲ့ဒီလိုပြောနေလို့ဘာသုံးကြတော့မှလဲအစီမံအစ်ရှာရမယ်ကျွန်တော်ပဲဝင်ချက်မယ်မင်းတေချာလို့လားငါတို့မှတခြားရွေးချက်စရာရှိသေးလို့လားငါအချိန်တွေကအလွန်တန်ဖိုးရှိပါတယ်ဒါပေမဲ့ထမင်းတနက်အတွက်နဲ့ငါအပြေးဝ2 နာရီတောင်စောင့်ခဲ့ရတယ်ငါတကယ်စိတ်ပြတ်မိတယ်ခင်ဗျားတို့ကကျွန်တော်ကိုမလေးစားဘူးကျွန်တော်အချိန်တွေကိုမလေးစားဘူးဆိုတော့ဒါကတော့စွန်စုံရဲ့ဟင်းလျာပါပဲကြာစောင့်ခိုင်းမိတဲ့အတွက်တောင်းပန်ပါတယ်စွန်စုံအသားတရား3ဆောင်မှာတောက်အယူကောင်ခင်ဗျားကတကယ်ပဲငါ့ကိုအမိုက်ပုံးနဲ့တူအောင်လုပ်နေတာလားပါဆက်ပိတ်ထားခင်ဗျားတို့ပြီးသွားပြီငါပြောမယ်ခင်ဗျားတို့ပြီးသွားပြီချန်ဂျိုလူတွေစုမိဖို့ငါအင်မတန်အားထုတ်ခဲ့ရတာနော်မင်းဒီနေ့တော့မျက်နှာပြက်လို့မရဘူးငါအတက်နိုင်ဆုံးစူးစမ်းမှာပါအတက်နိုင်ဆုံးနဲ့တော့မရဘူးချန်ဂျိုမင်းမကြိုက်လဲကိုဘာသာမနေနဲ့မင်းချက်တာမကောင်းဘူးဆိုတာလူတိုင်းသိတယ်သူတို့ကအသက်အန္တရာယ်နဲ့ရင်ဆိုင်ပြီးလာခဲ့ကြတာလူတိုင်းတွေးဝမ်းပြက်ဆေးတွေတောင်ပါလာကြတယ်ဟေးဆောင်ဦးအရက်ချက်ဟင်းခတ်အမွေးကြိုင်ထည့်ပြီးပြီလားပစွန်ကျော်ဆွဲထုတ်ပြီးပြီလားပစွန်ကျော်တိတိချာချာတန့်ရှင်းပြီးပြီလားငါထဲတာကစက်ပစ်ဝိုင်းကြီးလေးစပစ်ဝိုင်းနီနဲ့လှုပ်ထားတာကောင်းလို့လားရှောင်ရွေးတို့သာတကယ်အစားအသောက်အစိတ်တင်သွားရင်ဆေးဖို့ကိုမင်းတို့ပဲရှင်းပေးရမယ်မင်းပုံစံကိုကြည့်ဦးငါချန်ဂျိုကဘလို့ပဲဖြစ်ဖြစ်မီရှလင်စဖို့မူပဲကောင်းကောင်းမချက်တက်ရင်တော့ဝိုင်းရှော့အောင်တော့မဖြစ်စေရပါဘူးအဲ့ဒီလိုတော့မသေးချဘူးငါတော့ကြိုတင်ပြီးဆေးပဲကြိုတောက်ထားလိုက်မယ်တော်တော်ဒေါသထွက်เสียရပဲဒီလောက်ကြာအောင်စောင့်ပြီးအဆင်ပြေမဲ့အစားအသောက်တစ်နက်တော့စားရမယ်ထင်နေတာအခုတော့ငါ့ကိုအမိုက်တွေကျွေးနေတယ်လို့ပဲသူတို့တည်တင်တာပေါ့ဒီလိုဖြစ်မယ်မှန်းသိရင်ချန်ချိုကိုမထုတ်ပစ်လိုက်ပါဘူးသူချက်တဲ့ဟင်းကစားလို့တော့ရသေးတယ်အခုတော့ဖြစ်ငါမှကောင်းကောင်းစားရတာကြပြီးအစာစားခြင်းစိတ်မရှိတဲ့ယောဂတောင်ထပ်ဖြစ်တော့မယ်တထေးမပင်ပန်းပါနဲ့တော့ငါဘလို့ကန်စိုးမိုးမောင်ကြတာလဲထမင်းတနက်စားချင်တာနဲ့ဒီလောက်တောင်ခက်ခဲနေရတာလား